အားလုံးမင်္ဂလာပါအခုလိုချိန်နာယူကိုပြင်ဆင်ပေးတဲ့ဖျားသခင်နာမတော်ကပါဆက်ဆက်ပုံကြည့်ပါစေ 3am personal ministry ရဲ့ဖျားသခင်နှုတ်ကပတ်တော်လေ့လာခြင်းအစီအစဉ်မှာလိုက်လဲကြိုးဆိုပါရယ်အခုအစီအစဉ်ကတော့ပတ်စင်ဥပုသ္စာပြေတင်တန်းဖြစ်ပါတယ်ယနေ့အတွက်သင်ခန်းစာရဲ့ခေါင်းစဉ်ကတော့ခရစ်တော်၏တွင်တင်ချက်များထဲမှာသားတော်အကြောင်းဖြစ်ပါတယ်နှုတ်ကပတ်တော်လေ့လာမှုမစတင်ခင်မှာဖွင့်ပြမဲ့တန်ရှင်းသောဝိညာဉ်တော်ဖျားကိုဆုတောင်းခြင်းနဲ့ဖိတ်ခေါ်ကြပါစို့မြတ်တော်ရှင်ကောင်းကင်ဘုံအဖသာသမီတို့သည်ကိုရိုင်းနှုတ်ကပတ်တော်များလေ့လာဖို့စတင်တော့မည်ဖြစ်ပါတယ်သာသမီတို့ရဲ့အဖြစ်များကိုခွင့်လွှတ်၍နှုတ်ကပတ်တော်များကိုဖွင့်ပြတော်မူပါတန်ရှင်းသောဝိညာဉ်တော်၏သာသမီတို့အထက်၌ကိန်းဝတ်၍သာသမီတို့မတိနားမလည်နိုင်သောလူညံဖြစ်မမီနိုင်သောအရာများကိုပြသတော်မူပါကိုရရှက်သားတော်အကြောင်းလေ့လာသောအခါမှာလဲသာသမီတို့ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ကြောင်းကိုတိယုံမြမကပဲတိကျွမ်းခြင်းဖြစ်၍သာသမီတို့တက်တာနဲ့ပြောင်းလဲခြင်းအသက်တာအားဖြင့်ကိုရောထံတော်တို့ချင်းကပ်ပြီးတိုးဝင်နိုင်ရသောအခွင့်ပေးသနာပါမည်အကြောင်းအချိန်နာရီကိုစက္ကအနန္တဲ့အခါမှာသခင်ယေရှုနာမကိုမြည်ပြုလဲဆုတောင်းပါရဖဖေယာအာမင်ယနေ့အတွက်ခြေပြုချမ်းလေးကိုဖတ်ပြချင်ပါတယ်အကြောင်းမူကားလူသားသည်သူတစ်ပါးကိုစေစားခြင်းကမလားသူတစ်ပါးအစေကိုခံခြင်းက၎င်းမိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းက၎င်းကြွလာသည်ဟုမိန့်တော်မူ၏မာကုခရစ်ဝင်ခန်းကြီး30အငယ်45မှာတွေ့ရပါတယ်တားတော့ခရစ်တော်ကိုအမြင်အမျိုးမျိုးနဲ့ကြည့်ကြတယ်ကျွန်တော်တို့ကျမ်းစာထဲမှာခရစ်တော်ကသူ့ကိုယ်သူဖော်ပြတဲ့ဒီကအချက်2ချက်ရှိတယ်သူ့ရဲ့လူသားဖြစ်တဲ့အကြောင်းနဲ့ဖခင်သားတော်ဖြစ်တဲ့အကြောင်းကိုကျွန်တော်တွေ့ရမှာဖြစ်တယ်လူသားဖြစ်တဲ့နေရာမှာဖခင်သခင်ရဲ့သားတော်ဟာလူသားစင်စစ်ရာခိုင်နှုန်းအပြည့်ဖြစ်တယ်တရားရာခိုင်နှုန်းအပြည့်ဖြစ်တယ်ကျွန်တော်တို့ခါတလေဖခင်ဖြစ်လိုက်လူဖြစ်လိုက်ဖခင်ဖြစ်လိုက်လူဖြစ်လိုက်နဲ့90ရာခိုင်နှုန်းစီလို့ကျွန်တော်စဉ်းစားမိတယ်မဟုတ်ဘူးလူသားဖြစ်တဲ့ချိန်မှာလုံးဝပကတိလူသားတရားရာခိုင်နှုန်းဖြစ်တယ်ဖခင်ဖြစ်တဲ့ချိန်မှာလည်းလုံးဝပကတိဖခင်ရာခိုင်နှုန်းတရားရာခိုင်နှုန်းဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့လူသားနေရာမှာသူကလူသားစင်စစ်ဖြစ်တယ်သူရဲ့ကယ်တင်ရှင်ဆိုင်ရာသာသနာကနေသူပေါ်ပြတာကျွန်တော်တွေ့ရတယ်ဖခင်သားတော်ဖြစ်တဲ့အကြောင်းရင်းမှာလည်းသူကဖခင်စင်စစ်ဖြစ်တယ်သူ့ကိုသူဖခင်ဖြစ်ကြောင်းသူပေါ်ပြရတဲ့ຢာတွေကျွန်တော်ဒီကနေ့လေ့လာရမှာဖြစ်ပါတယ်ခရစ်တော်ဟာဘယ်သူလဲနော်ဆိုတော့အစလမ်ဘာသာက Dot Bachelor ပြောတဲ့ချက်လေးတွေကျွန်တော် quotation ပြန်လုပ်တာပါအစလမ်ဘာသာက prophet 5ဦးရှိတယ်တဲ့ prophet major prophet prophet အကြီး5ပါးရှိတယ်တဲ့အဲ့ဒီ5ပါးထဲမှာ4ပါးမြောက်ဟာခရစ်တော်ဖြစ်တယ်လို့ပြောပါတယ်ဗုဒ္ဓဘာသာတော့ပွင့်တော်မူမဲ့ဖခင်ဖြစ်နိုင်ခြေရှိတယ်လို့ပြောပါတယ်ဟိန္ဒူကတော့ Venus လို့ခေါ်တဲ့ဖခင်ဝင်စားတာဖြစ်နိုင်တယ်လို့ပြောပါတယ်ဂျူးတွေကြတော့ तू ကလူကောင်းတစ်ယောက်ပါဒါပေမဲ့ maybe နော် prophet တပါးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောပါတယ်တချို့သောကျမ်းသတ်ပုဂ္ဂိုလ်တွေကကျတော့ तू ကလူကောင်းဖြစ်တယ်ဒါပေမဲ့ဖခင်တော့မဖြစ်နိုင်ဘူးလို့ပြောတဲ့လူလည်းရှိတယ်နော်အသင်းတော်တွေထဲမှာဆိုရင် Jehovah Witness ကတော့ तू ကတော့တဲ့ဖခင်ရဲ့သားပဲဖြစ်တယ်ဖခင်မဟုတ်ဘူးတဲ့ तू က Michael ကောင်းကင်တမန်မင်း Michael မိခေလကနေယာဒူးတိုးပြီးတော့ဖခင်သားလို့ခေါ်ခံခြင်းဖြစ်တယ်လို့သူတို့အဲ့လိုယူဆတယ် UPC ကကျတော့ဖခင်ရဲ့ခမည်းတော်ရဲ့သားတော်ရဲ့တန်ရှင်းသောဝိညာဉ်နဲ့တည်တံ့မရှိပါဘူးအထူးတူတွေပဲဖြစ်တယ်လို့ပြောပါတယ်ဒီနေရာမှာခရစ်တော်ကိုယ်တိုင်ကဘာပြောလဲဆိုတော့သူဟာလူသားဖြစ်တဲ့အကြောင်းသူ့ကိုယ်သူလူသားလို့ခေါ်ခဲ့တယ်နော်အချိန်ပေါင်း80ကျော်တော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒီလူသားဆိုတဲ့အသုံးအနှုန်းကိုသူပဲသုံးပြီးတော့သူ့ကိုသူပဲသူညွှန်းတာကျွန်တော်တွေ့ရပါတယ်ဘာဖြစ်လို့သူ့ကိုသူလူသားလို့သူပြောနေရလဲဆိုတော့သူဟာကျွန်တော်တို့ဓမ္မဟောင်းကျမ်းထဲမှာအာဗြဟံဆယ်ဘုတ်ဖို့သွားပေးတဲ့ Melchizedek လို့ဘုရင်ကြီးလို့ရှက်လက်မြို့မှာရှိတဲ့ဘုရင်ကြီးဖြစ်တဲ့ Melchizedek လို့ဘယ်နေရာကနေလာတယ်လဲဘယ်သူ့ရဲ့အမျိုးရိုးကဘယ်သူလဲဆိုတော့မသိရဘဲနဲ့ဝါဆိုပြီးတော့အသက်အရွယ်ရောက်ပြီးသားပုဂ္ဂိုလ်တယောက်အနေနဲ့သူလာခြင်းမဟုတ်ဘဲနဲ့ဟိုးအမိဝမ်းတဲကလေးကနေသူစပြီးတော့တရေတီကလေးရလာတာကျွန်တော်တွေ့ရတယ်လူကခန်းကြီး20နှစ်အငယ်50မှာကျွန်တော်တို့တွေ့ရတယ်ဘာတွေ့ရလဲဆိုတော့ခရစ်တော်ဟာတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ပေါ်ပြပြီးတော့တရေတီပြီးတော့ဖျားဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်နော်သူ့ရဲ့စကားအတိုင်းပြောရမယ်ဆိုရင်တော့ထိုတန်ရှင်းသောသားသည်တဲ့ဖျားသခင်သားတော်ဖြစ်တော်မူ၏လို့နော်50နှစ်မှာကျွန်တော်တွေ့ရတယ်သူ့မှာတဲ့နော်မာသဲခန်းကြီး73ငယ်55 56မှာညီကိုမောင်နှမတွေရှိတယ်သူ့အဖေလည်းလက်သမားဖြစ်တယ်သူ့အမေလည်းရှိတယ်တဲ့ငါတို့နဲ့တူရှိတယ်သူ့ရွာသူရွာသားတွေကပြောတာနော်မာသဲခန်းကြီး9ငယ်17မှာ तू ကစားတယ်လူကာခန်းကြီး10ငယ်23မှာ तू အိတ်တတ်တယ်အိတ်တယ်
ယောဟန်ခန်းကြီး44ငယ်6မှာသူပင်ပန်းတတ်တယ်မာသဲ4ငယ်နဲ့ယောဟန်19ငယ်28မှာသူနာတတ်တယ်စာတတ်တယ်ရေငတ်တတ်တယ်ဆိုကျွန်တော်တွေ့ရတယ်ပြီးတော့မာသဲ26ငယ်30မှာသူနှလုံးမသာစိတ်ပူပန်ခြင်းဖြစ်တတ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒီအလက်ခဏတွေကသင်နဲ့ကျွန်ုပ်လိုပဲတာမန်လူတယောက်လိုပဲသူဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ခရစ်တော်ဟာသူမမွေးဖွားခင်တုန်းကနော်ခရစ်တော်ကဲ့သို့အယောင်ဆောင်ပြီးတော့လာတဲ့ပုံကိုယ်အများကြီးရှိတယ်တခါတော့Judaism ယုံကြည်တဲ့ကျွန်တော်ပုံကိုယ်တယောက်ကျွန်တော်သိတယ်အဲ့ဒီပုံကိုယ်ကဘာပြောဆိုခရစ်တော်ဟာဆိုရင်26ယောက်မြောက်သောယေရှုယောင်ဆောင်တဲ့ပုံကိုယ်ဖြစ်တယ်လို့ပြောတယ်ဆိုတော့ပေါလုရဲ့အစေယာဂေါမလျာဘာပြောလဲဆိုတော့သူကSanhedrin ခေါင်းဆောင်တွေထဲမှာတကယ်ဆရာကြီးတယောက်ဖြစ်တယ်သူကပြောတယ်ခရစ်တော်ရဲ့တပည့်တွေဒီတိုင်းထားပါဗျာခင်ဗျားတို့မမိတော့ဘူးလားဟိုတုန်းကပုဂ္ဂိုလ်တပါးထားကြွခဲ့တယ်သူ့မှာတပည့်400လောက်ရှိတယ်လေသူ့အနေနဲ့သူထားကြွပြီးတော့နောက်ပိုင်းမှာသူပြန်ပျောက်သွားတာပဲတဲ့အဲ့ဒီလိုမျိုးခရစ်တော်လူရောင်ဆောင်ပြီးတော့မေရှိယအယောင်ဆောင်အများကြီးလာခဲ့ဘူးတဲ့ဆိုတော့ယူဒလူမျိုးတွေကဒီသခင်ယေရှုခရစ်ကိုသူတို့ရဲ့မေရှိယအနေနဲ့လက်မခံနိုင်တဲ့အချိန်တွေမှာရှိတယ်လက်မခံနိုင်တဲ့အကြောင်းရင်းတွေလည်းအများကြီးရှိတဲ့အထက်မှာသူဟာတာမန်ပုဂ္ဂိုလ်တယောက်ဖြစ်နေတဲ့အကြောင်းရင်းကတခုပါဝင်ပဲဖြစ်တယ်ကျွန်တော်ဒီနေ့ခရစ်တော်ရဲ့ပုံတော်တွေကိုကျွန်တော်ဆွဲပြီးဆိုရင်နော်ခရစ်တော်ဟာအင်ကြီးအဖြူဝတ်ထားတာမျိုးဒါမှမဟုတ်သူအင်ကြီးအဖြူမှာဘုံတောက်နေတာမျိုးခေါင်းတော်ပေါ်မှာဘုံတောက်နေတာမျိုးအဲ့ဒီလိုမျိုးကျွန်တော်စိတ်ကူးရင်ပြီးဆွဲထားတယ်တကယ်တမ်းကျတော့အပြင်ဘက်မှာခရစ်တော်ဟာ just another human being နော်တခြားတယောက်ပဲသူကတခြားလူတယောက်ပဲနော်သူလိုကိုလိုလူတယောက်ပဲမွေးကလေးကလည်း6လလွယ်10လဖွာလူတယောက်ပဲလေဆိုတော့သူလည်းငငယ်ကလေးကကြီးထွားတာတွေ့ရတယ်ဆိုတော့ဒီနေရာမှာတခုပြောချင်တာလူကခန်းရဲ့ငယ်50နှစ်မှာခရစ်တော်ကခန္ဓာကိုယ်နဲ့စိတ်အတူတူကြီးထွားလာတယ်တဲ့နော်ဖျားရှိလူရှိမှမျက်နှာရတယ်တဲ့ခရစ်တော်သက်12နှစ်ပြည့်တဲ့ချိန်ကနေ30နှစ်နော်သက်18နှစ်ကြာသူ့အကြောင်းကိုကျမ်းစာထဲမှာမဖော်ပြဘူးရှင်လုကာကတော့နော်ဆရာဝန်ပြသူရေးထားတဲ့နေရာမှာသူ့ရဲ့ခရစ်တော်ရဲ့တမိုင်းကိုရေးထားတဲ့နေရာမှာအတူလေးနဲ့ခုနလုကာခိုင်းနှစ်ငယ်50နှစ်ကိုဖျားရှိလူရှိမှမျက်နှာရတယ်ခန္ဓာကိုယ်နဲ့စိတ်ကြီးထွားတယ်အတူတူကြီးထွားတယ်လို့ရေးထားတယ်ခုခက်မှာ1 စရာကောင်းတာတော့အဲ့ဒီသက်18နှစ်ပြည့်တနာမှာဘာရှိလဲဆိုတော့ခရစ်တော်ကအဲ့ဒီ18နှစ်ဂျားထဲမှာတိဘက်ကိုသွားပြီးတော့ဘုန်းတော်ကြီးတွေစီမှာနော်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေစီမှာသွားပြီးတော့ပညာသင်ယူတယ်လို့ပြောပါတယ်အင်မတန်မှ1 စရာကောင်းတဲ့အထောက်အထားမရှိတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်သူတို့ပြောတဲ့သမိုင်းလေးကိုကျွန်တော်ဘုဟုသုတအနေနဲ့ပြောပြမယ်ခရစ်တော်ကသူ့မိခင်တွေနဲ့ဗိမာန်တော်ထဲသွားပြီးတော့မိဘတွေနဲ့ခရစ်တော်ကကွဲသွားတဲ့အချိန်မှာခရစ်တော်ကသူ့တယောက်တည်းပြန်လာပြီးတော့လမ်းမှာဒီအရှိဖက်ကနေလာတဲ့အကုံသားတွေနဲ့သူတွေ့တယ်တဲ့ကုံသားတွေနဲ့တွေ့တဲ့ခါကျကုံသားတွေကမေးတာပေါ့ဒီကလေးနဲ့သူစကားသမီးပြောတဲ့ခါကျဒီကလေးကအသက်အရွယ်နဲ့မလိုက်ဖခင်ရဲ့နှုတ်ကပတ်တော်မှာကျင်လည်ပြီးတော့တွေ့ရတဲ့ခါကျသူအံ့ဩပြီးတော့စကားပြောနေကြတယ်တဲ့အဲ့ဒါနဲ့ခရစ်တော်သူနားမလည်နိုင်တဲ့အကြောင်းအရာသူတို့မေးတယ်တဲ့ဘာဖြစ်လို့လူတွေတချို့ကဆင်းရဲပြီးတော့ဒါမှမဟုတ်တချို့တွေကမျက်စိကန်းပြီးတော့ကျိုးပြီးသားဒါမှမဟုတ်တချို့တွေအရန်ဆင်းရဲတယ်ဘာဖြစ်လို့တယောက်နဲ့တယောက်က standard လူနေမှုအဆင့်အတန်းချင်းဒါမှမဟုတ်ဘဝချင်းမတူနိုင်ကြရတယ်လို့သူမေးလိုက်တဲ့ခါကျတော့ဒီပုံကိုယ်တွေကဒါတွေကရှေးကပြုခဲ့တဲ့ကုသိုလ်ကံကြောင့်ဖြစ်တယ်လို့အဲ့လိုဖြေလိုက်တဲ့ခါကျတော့ဟဲ့ဒီပညာဒီအကြောင်းအရာငါမသိဘူးတဲ့ငါလေ့လာခြင်းတယ်ဆိုပြီးတော့သူတို့နဲ့လိုက်သွားပြီးတော့တိဘက်ဘုန်းတော်ကြီးတွေရှင်မှာပညာသွားတင်တယ်လို့ဆွဲခံပါတယ်တကယ်တမ်းကျတော့ခရစ်တော်ရဲ့တရားတော်ဟာဗုဒ္ဓရဲ့တရားတော်နဲ့လုံးဝမဆိုင်ပါဘူးဗုဒ္ဓရဲ့တရားတော်မှာကိုသာလင်အဓိကပြုတ်ပြီးတော့ငါဆိုတဲ့အရာကိုအဓိကပြုတ်ပြီးတော့ကျင့်ရမယ်ကိုယ်တိုင်ကျင့်ရမယ်ကိုယ်တိုင်လုပ်ရမယ်ဆိုတော့ငါကိုအမြဲတမ်းထူးပြုတာဖြစ်တယ်ခရစ်တော်ရဲ့တရားကြတော့ငါမဟုတ်ဘဲနဲ့ဖယားကိုသာလင်အမြဲတမ်းမိမောင်းထိုးပြီးတော့ဖယားသာလင်ပြုတ်လုပ်ပေးနိုင်တယ်ငါကဘာမှမလုပ်နိုင်ဘူးဆိုတဲ့အရာဖြစ်တယ်သူတို့ရဲ့အဓိကတွင်တင်ချက်နှစ်ခုစလုံးကလုံးဝကွဲနေတဲ့အတွက်ကြောင့်သူကတပည့်ခံခြင်းလုံးဝမဖြစ်နိုင်ဘူးဆိုတာလည်းသိရတယ်လို့ပဲသူ့ရဲ့ယာသူယာသားတဲ့ဒီလူရဲ့အမေကငါတို့နဲ့သူ့အဖေကလက်သမားသူ့အမေနဲ့သူ့မောင်နှမတွေလည်းငါတို့နဲ့တူတူရှိတဲ့အဲ့ဒီယေရှုဆိုတဲ့လက်သမားသားပဲမဟုတ်ဘူးလားလို့ပြောတဲ့အချက်ကိုထောက်ချင်းအပြင်သူဟာနာဇရက်မြို့မှာပဲကြီးပြင်းတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပြီးတော့ဗိမာန်တော်ထဲနဲ့ထွက်လာတဲ့အသက်12နှစ်မှာနော်ထွက်လာတဲ့အချိန်မှာအမေတွေနဲ့ပြန်တွေ့တယ်ဆိုတော့ကျွန်တော်ကျမ်းစာထဲမှာတွေ့ရပါတယ်ဆိုတော့ဒါကတက်မဲ့ဆွဆွဲခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာသူ့ရဲ့အသက်တာမန်လူတစ်ယောက်လိုပဲဖြစ်တဲ့အခါကျတော့နော်ကျွန်တော်တို့ပုံဆွဲခြင်းဒါတွေကတက်မဲ့ထွင်တာဖြစ်ပြီးတော့အပြင်မှာသူနဲ့တွဲတဲ့လူတွေကလည်းတငါသည်တွေသူကိုယ်တိုင်လည်းလက်သမားဖြစ်တယ်ဆိုတော့သူတို့တွေအတူတူဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့
ဥပမာအားဖြင့်ကျွန်တော်ကြည့်မယ်ဆိုရင်ခရစ်တော်ဂေဒရှင်မှာဥယျာဉ်မှာအဖမ်းခံရတော့မယ့်ချိန်မှာနော်တပည့်တော်တွေနဲ့တူနေတဲ့ချိန်မှာဘယ်သူကခရစ်တော်လဲဆိုတာထဲဝါမရှိဘူးထူးထူးခြားခြားမရှိတဲ့အတွက်ကြောင့်ယေပရောဟိတ်ကယင်းနဲ့ဗိမာန်တော်ရဲ့စစ်သားတွေကသူ့ကိုမားပြီးတော့ဖမ်းမိမှာဆိုလို့သူ့ရဲ့တပည့်ဖြစ်တဲ့ယူဒရှာကယုတ်ကသွားပြီးတော့ဖက်ပြီးနမ်းပါတယ်ငါနမ်းတဲ့ပုဂ္ဂိုလ်ဟာနင်တို့ဖမ်းမဲ့ယေရှုဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒီအချက်ကိုကြည့်ချင်းအပြင်သူတို့တွေကသူ့လိုကိုလိုပုဂ္ဂိုလ်တွေဆိုတာကျွန်တော်တို့တွေ့ရပါတယ်နော်ဆိုတော့ယောဟန်ကလည်းဒီနေရာမှာသူကလည်းမသေးချဘူးနော်ဘာမသေးချလဲဆိုတော့ခရစ်တော်ကသူ့ရဲ့တက်တာကြည့်ချင်းအပြင်ထူးထူးခြားခြားမရှိလာတဲ့အခါကျတော့သူကမသေးချတဲ့အခါကျတော့သူပြောတယ်သူတပည့်တွေစီမှာဒီခရစ်တော်ကိုသွားမေးလိုက်ပါဦးငါတို့တခြားတစ်ယောက်ကိုစောင့်ရအောင်မလားလို့ယောဟန်ကထောင်ထဲနေမေးလိုက်တဲ့အခါကျတော့နော်သူတပည့်တွေကသွားပြီးတော့ခရစ်တော်ကိုကျွန်တော်တို့ဆရာယောဟန်ကမေးခိုင်းတယ်တခြားတစ်ယောက်ကိုစောင့်ရအောင်မလားလို့ပြောတယ်ဆိုတော့ခရစ်တော်ကပြောခဏစောင့်ကြည့်နေဆိုပြီးတော့နေမကောင်းတဲ့လူတွေနေကောင်းတတ်တာအောင်မျက်စိကန်းတဲ့လူမျက်စိမြင်အောင်ခြေတော့မတန်တဲ့လူတွေခြေလမ်းလျှောက်သွားအောင်တေတဲ့လူတွေထားမြောက်စေတဲ့အကြောင်းသူနမိတ်လက္ခဏာတွေပြုတ်လိုက်တဲ့အခါကျတော့ဒီပုံကိုယ်တွေစီမှာနင်တို့တွေးတဲ့ဟာကိုသွားပြောပါလို့ပြောလိုက်တယ်ပြောလိုက်တဲ့အခါကျတော့ယောဟန်ကဒီပုံကိုယ်ဟာတမန်ကျမ်းကဖော်ပြထားတဲ့သူတို့မျော်လင့်နေတဲ့ပုံကိုယ်ဆိုတာသူချက်ချင်းသဘောပေါက်တာကျွန်တော်တွေ့ရတယ်အဲ့ဒီမှာနောက်ထပ်တစ်ခုရှိတာကျတော့ခရစ်တော်ကနော်သူ့ကိုယ်သူလူသားလို့ဖော်ပြတဲ့နေရာမှာဒံယေလကျမ်းကိုအခြေပြုပြီးတော့သူ့ကိုယ်သူဖော်ပြတာဆိုတော့ကျွန်တော်တွေ့ရတယ်ဒံယေလခန်းကြီး73မှာထိုညအခါငါသည်အာယုံပြုတ်၍လူသားနှင့်တူသောသူတဦးသည်မိုးတိမ်ကိုစီးလျက်အသက်ကြီးသောသူထံတော်သို့ရောက်လာ၏ထိုသူကိုထံတော်ပါသို့တွင်ကြ၏လို့ရေးထားပါတယ်နော်ဒါကကြတော့ဒံယေလခန်းကြီးထက်မှာဆိုနိုင်ငံတွေအကြောင်းဖော်ပြတယ်နိုင်ငံတွေဘယ်နိုင်ငံကအမြဲတမ်းထာဝရတည်တတ်မလဲဆိုတဲ့အကြောင်းအရာဖော်ပြတဲ့နေရာမှာခရစ်တော်တည်ထောင်မဲ့နိုင်ငံကထာဝရတည်တတ်မယ်အဲ့ဒီနိုင်ငံကိုခမည်းတော်အသက်ကြီးသောသူဆိုတာခမည်းတော်ပြောတာခမည်းတော်ကသူ့ကိုအထားမယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့မိုးတိမ်ကိုနော်လူသားနဲ့တူသောသူတွေမိုးတိမ်ကိုစီးလက်ကြွလာတယ်တဲ့နော်ခရစ်တော်ကမိုးတိမ်ကိုစီးပြီးကြွလာတယ်ဆိုတဲ့အရာကိုဖော်ပြတာဖြစ်တယ်ဒီပြားလေးပြုတ်ခြင်းကိုတီးပြုတ်တဲ့အနေနဲ့နော်ဒီမှတ်သက်ခိုင်း24ငယ်30မှာခရစ်တော်ကဒုတိယကြိမ်ခရစ်တော်ရဲ့ဒုတိယကြိမ်ကြွလာခြင်းသူ့ရဲ့ဒုတိယကြိမ်ကြွလာခြင်းကိုသူဖော်ပြတဲ့နေရာမှာထိုအခါတဲ့လူသားဤနမိတ်လက္ခဏာကြီးကောင်းကင်၌ထင်ရှားလိမ့်မည်မြေကြီးပေါ်မှာလူအပေါင်းတို့သည်ငိုကြွေးမိတမ်း၍လူသားသည်ကြီးစွာသောဘုံတကုအာနုဘော်ကိုဆောင်လေမိုးတိမ်ကိုစီး၍ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်နော်ဘာကိုစီးလာမလဲဆိုတော့မိုးတိမ်ကိုစီးလာမယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဘုံတကုအာနုဘော်တော်နဲ့တူလာမယ်ဒါပေမဲ့သူကလူသားရဲ့နမိတ်လက္ခဏာဖြစ်တယ်မဿဲခိုင်း25:31မှာလူသားတွေမိမိဘုံအာနုဘော်တော်ဆောင်လျက်တန်ရှင်းသောကောင်းကင်တမန်များအချမ်းရံတို့နဲ့တကွကြွလာတော်မူသောအခါဘုံရှိသောပလင်တော်ပေါ်မှာထိုင်၍ဆိုပြီးတော့ဆက်ပြီးဖော်ပြထားတာကျွန်တော်တွေ့ရတယ်ပြီးတော့နောက်ကျမ်းချက်တစ်ချက်အနေနဲ့ယေပရောဟိတ်ရဲ့သူ့ကိုမေးတယ်သူဟာဖခင်ရဲ့သားတော်မန္တလာလို့မေးတဲ့အခါယေရှုကတင်ဆိုဒီတိုင်းမှန်၏တဲ့ထိုမြတ်မကငါဆိုဒီကနောင်ကာလ၌လူသားဒီတကိုးတော်ဤလက်ရတော်ဖက်၌ထိုင်တဲ့မိုးသိမ်ကိုစီး၍ကြွလာဒီကိုတင်းတို့ဒီမြင်ရလက်တန်ဟုမိန့်တော်မူ၏မာသဲခိုင်း26ငယ်64မှာတွေ့ရပါတယ်ဆိုတော့ခရစ်တော်ကဒီဒံယေလပြုတ်ထားတဲ့လူသားဆိုပြီးတော့ပြုတ်ထားတဲ့ဒီဗျာဒိတ်ပြုတ်ချက်ကိုသူထပ်ပြီးအတီးပြုတ်တဲ့အနေနဲ့သူပြောပြခြင်းဖြစ်တယ်သူ့ကိုသူလည်းလူသားလို့အချိန်ပေါင်း80ကျော်သူခေါ်ထားတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ခရစ်တော်ကသူ့ကိုသူဒီလိုဖော်ပြခြင်းကြောင့်နော်သူဟာလူသားဖြစ်တယ်ဆိုတာကိုအလုံးဝအထူးပြုနေခြင်းဖြစ်တယ်အယံအရေးကြီးတဲ့အရာဖြစ်တယ်ဆိုတော့သူကလူသားသာမဟုတ်ခဲ့ဘူးဆိုရင်ကျွန်တော်တို့အနေနဲ့အခုထိတယ်သူတို့ရှိတာပေါ့အပြစ်နဲ့ပတ်သက်လာဆိုခရစ်တော်ကအပြစ်မလို့ဆိုသူကလူသားလို့သာပြောတာတကယ်တော့ तू ကဖျားသားပဲဆိုတော့လေအပြစ်မလို့ပဲနေမှာပေါ့ကျွန်တော်တို့အဲ့လိုထင်မိတယ်တကယ်တမ်းကျတော့ तू လဲကျွန်တော်တို့လိုတင်းလိုမျိုးပဲလဲနိုင်ကြနိုင်တဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့ခမည်းတော်နဲ့အမြဲတမ်းဆက်သွယ်ပြပြီး तू ရဲ့ connection အရန်ကောင်းတယ်ခမည်းတော်နဲ့ဆက်သွယ်တဲ့နေမှာအဲ့ဒီအတွက်ကြောင့်ဒါနဲ့ तू မလဲချင်းဖြစ်တယ်မလဲချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရေးကြီးတဲ့အချက်ကအဲ့ဒီအချက်ပဲဖြစ်တယ်ခရစ်တော်ကလူသားဖြစ်လာတဲ့အတွက်ကြောင့်နော်စာသမဏထပ်ပြီးလက်ညှိုးထိုးစရာအကြောင်းမရှိတော့စာသမဏလက်ညှိုးထိုးခဲ့တယ်အာရနဲ့အေဝါကိုသူတို့မဆောက်နိုင်မဲ့ပြညတ်ကိုပေးခဲ့တယ်ကဲအာရနဲ့အေဝါလဲပြီမလားဆိုတကယ်တမ်းကျတော့ဘုရားသခင်ကနော်သူ့ရဲ့စကားနားထောင်လာရမ်းချိုက်တယ်နော်ကောင်းကင်ဘုံမှာရှိတဲ့ကောင်းကင်တမန်တွေသူ့စကားနားမထောင်တာကြောင့်အကုန်လုံးခစ်ကောက်ခံရတယ်နော်အကုန်လုံးကန်ထုတ်ခံရတယ်စကားနားမထောင်ဘူးနော်အာရနဲ့အေဝါလည်းစကားနားမထောင်ခစ်ကောက်ခံရတယ်ဒါပေမဲ့ခရစ်တော်ကလူသားအနေနဲ့ယူတင်ဝတ်ဆောင်ပြီးတော့လာတဲ့ခါကျတော့ဘုရားစကားနားထောင်တဲ့ခါကျတော့သူက
လူမလုံနိုင်တဲ့အရာတွေသူလှုပ်သွားတာကျွန်တော်တွေ့ရတယ်ဆိုတော့ခရစ်တော်ဟာနော်လူသားစင်စစ်ဖြစ်တဲ့အတွက်ကြောင့်မာကုအခန်းကြီး73ငယ်30မှာနော်ခရစ်တော်ကိုမေးတယ်ခရစ်တော်ကြွလာမယ့်အချိန်နာယူတိချင်တဲ့ခါကျတပည့်တော်တွေမေးတဲ့ခါကျခရစ်တော်ဘာပြောဆိုတော့လူတယောက်မှမသိဘူးတဲ့လူသားတွေမသိဘူးတဲ့နော်ကောင်းကင်တမန်လည်းမသိဘူးတဲ့သားတော်လည်းမသိဘူးတဲ့ခမေးတော်သားလည်းသိတယ်လို့ပြောတယ်ဒီနေရာမှာတချို့တော့ပုံကိုယ်တွေတချို့တော့အသင်းတော်တွေကဟာမသားတော်က तू မသိဘူးလို့ပြောတယ်ဖယားသခင်ကမသိတာမှမရှိတာဆိုတော့သားတော်ကမသိဘူးဆိုတော့လိန်တာလည်းမဖြစ်နိုင်ဘူးဆိုတော့သားတော်ကဖယားမဟုတ်ဘူးလို့သူတို့ပြောပါတယ်မဟုတ်ပါဘူးသားတော်ကလူစားတိခံနေတဲ့အချိန်မှာဖြစ်တဲ့အတွက်ကြောင့်လူသားအနေနဲ့ तू မသိတာကို तू ဖော်ပြတာဖြစ်တယ်ခရစ်တော်ကကျွန်တော်တို့ကိုမလိန်ပါဘူးဆိုတော့နောက်တစ်ခုအနေနဲ့နော်ခရစ်တော်ကလေဝါကတိုင်ပေါ်မှာတက်တော်စွန့်ခဲ့ပါတယ်နော်အသက်တော်စွန့်နိုင်ဖို့ရန်အတွက်လူသားဖြစ်လာခြင်းဖြစ်တယ်ဖယားအနေနဲ့လာမယ်ဆိုရင်ဘယ်သူကတတ်လို့ရမလဲတေလို့လည်းမရအောင်ဒါပေမဲ့တချို့တော့အသင်းတော်တွေကပြောဆိုဖယားတေတယ်ဆိုတော့ဒါလူမဟုတ်လို့တေတာပေါ့ဖယားဆိုရင်ဘယ်တေမလဲလို့ပြောပါတယ်တဝက်မှန်တယ်ဒါပေမဲ့တဝက်မှားပါတယ်ဘာလို့လဲဆိုတော့သူတို့ပြောတဲ့လူမဟုတ်လို့ဆိုတဲ့စကားကဖယားသခင်ကလူမဖယားမဟုတ်ဘူးလို့ပြောခြင်းဖြစ်တယ်။ဒီနေရာမှာကျတော့ဖယားဟာလူစားတိကိုစင်စစ်တရားရခိုင်တော့အပြစ်ယူတင်ဝတ်ဆောင်တဲ့အတွက်ကြောင့်သူဟာအသက်တော်ဆွန့်လို့ရတာဖြစ်တယ်။တေတယ်ပဲပြောအသက်တော်ဆွန့်တယ်ပဲပြောတူတူပဲဖြစ်တယ်။ဆိုတော့သူအသက်တော်ဆွန့်လိုက်တာဖြစ်တယ်။ဘာဖြစ်လို့ဒီအသက်တော်ကိုဆွန့်တယ်လဲ။ဘယ်ချိန်ကလေးကဆွန့်တယ်လဲဆိုတော့ကျွန်တော်ကြည့်မယ်ဆိုရင်ဖယားကပြောတယ်အာရန်ကြီးဒီအပင်အသီးကိုမစားပါနဲ့နော်။စားတဲ့နေ့မှာဤကံအမှန်တေရမယ်လို့ပြောပါတယ်။ဤကံအမှန်မတေခဲ့ဘူးနောက်ဆုံးဖျားလိန်တာလားမဟုတ်ဘူးကပောက်ချမ်းခိုင်းတုံးငယ်နှစ်မှာကြည့်မယ်ဆိုရင်နော်အဲ့ဒီနေ့မှာသူတို့အပြစ်လုပ်ပြီးတော့သူတို့ကိုသူရှက်သူတို့မဖုံးကွယ်နိုင်တဲ့အချိန်မှာသင်္ဘောတဖန်ရွက်နဲ့သူတို့ဖုံးကွယ်လို့မရတဲ့အချိန်မှာခရစ်တော်ကသူတို့ကိုတရေပြင်ဆင်ပေးတယ်တဲ့နော်ကပောက်ချမ်းခိုင်းတုံးငယ်27မှာတွေ့ရတယ်ဝက်လုံပြင်ဆင်ပေးထားတာကျွန်တော်တွေ့ရတယ်ဒီဝက်လုံကဘယ်သူ့ပုံဆောင်လဲခရစ်တော်ကိုပုံဆောင်တာဖြစ်တယ်ခရစ်တော်ရဲ့အသက်တော်စွန့်တော်မူမိအကြောင်းအရာကိုဖော်ပြခြင်းဖြစ်တယ်ဗျာဒိချမ်းခိုင်း73ငယ်8မှာမြေကြီးမတည်ရှိမိကြတဲ့ကအသက်ခံရတော့နော်သိုးတငယ်လို့ရေးထားပါတယ်နော်ဒီကဘာကြီးမတည်ရှိမိကြတဲ့ခရစ်တော်ကဒီအတွက်ကြောင့်ယေရှုပြီးတော့သူအသက်ခံရတဲ့နမိတ်လက္ခဏာပေါ်ပြခြင်းဖြစ်တယ်ဆိုတော့ခရစ်တော်ဟာနော်သူ့ရဲ့တာသနာတော်ကဘာလဲဆိုတော့ကျွန်တော်တွေ့ရမယ်ကြည့်အောင်လုကာခန်းကြီး16ငယ်30မှာလူသားဒီပျောက်တော်သူတို့ကိုရှာ၍ကယ်တင်အံ့သောကကြွလာတတိလို့ရေးထားတယ်ဒီအကြောင်းအရာဖတ်လိုက်ခြင်းအပြင်ဘာကိုတတိရစေတယ်လဲဘယ်သူ့ကိုပြောရလဲဇက်ခဲကိုပြောတယ်ဇက်ခဲကဘယ်သူလဲချမ်းသာတဲ့အခွန်ခံတရားဖြစ်တယ်ချမ်းသာတဲ့လူကကယ်တင်ခြင်းလိုအပ်လားလိုအပ်တယ်သူ့မှာငြိမ်သက်ခြင်းလိုအပ်တယ်ကယ်တင်ခြင်းလိုအပ်တယ်ချမ်းသာတဲ့လူပေါက်များစွာရှိတယ်သူတို့လည်းအမြဲတမ်းလိုအပ်နေတယ်ချမ်းသာလို့အရာအလုံးပြည့်စုံတယ်မထင်နဲ့မပြည့်စုံဘူးသူတို့လိုအပ်နေတယ်အမြဲတမ်းနော်ဆိုတော့ဘာဖြစ်လို့လဲလူတိုင်းကလိုအပ်တဲ့တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကယ်တင်ခြင်းဖြစ်တယ်ကယ်တင်ခြင်းတရားဖြစ်တယ်အဲ့ဒါကိုတီးတဲ့လူတချို့ရှိတယ်သူ့ကိုယ်သူမတီးဘဲနဲ့သူဘာလို့မှမတီးတဲ့လူတွေတချို့ရှိတယ်လုကာခန်းကြီး15ထဲမှာတိုးကိုပျောက်တော့တိုးအကြောင်းဖော်ပြထားတယ်တိုးတရားထဲမှာတကောင်ပျောက်တယ်လို့ဖော်ပြထားတယ်တိုးပိုင်ရှင်ကဒီတိုးကိုသူပြန်ရှာတယ်လို့ပြောတယ်ဖျားသခင်မှာဂျိုပေါင်းမြောက်များစွာရှိတယ်လူနေတဲ့တခြားနေရာမှာနော်လူနေတဲ့နေရာတွေအများကြီးရှိတယ်ဒါပေမဲ့အပြစ်လုပ်တဲ့ဒီကဘာတစ်ခုတည်းကိုပဲရှာပြီးတော့ခရစ်တော်ကလာခြင်းဖြစ်တယ်ဒိုးထိန်ကဒိုးကိုရှာဖို့အတွက်ဒိုးရှိတဲ့နေရာကြောက်ကဘာကြောက်စရာကောင်းတဲ့တဲကန်တွေကနော်ကြောက်စရာကောင်းတဲ့တားရဲတွေရှိတဲ့နေရာကိုဒိုးထိန်လာခဲ့တယ်လို့ပဲခရစ်တော်ဟာဒီကဘာမြေကြီးပေါ်မှာအပြစ်ရှိတဲ့ဒီကဘာမြေကြီးပေါ်မှာလူသားအနေနဲ့သူလာခဲ့တာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ခရစ်တော်ဟာပထမလူဖြစ်တဲ့အာဒံကြာရှုံးခြင်းကိုပြန်ပြီးတော့အစားပြန်ထိုးဖို့အတွက်ဒုတိယအာဒံအနေနဲ့သူလာခြင်းဖြစ်တယ်တစ်ကောခန်းရေး15ငယ်45မှာသူဟာနောက်ဆုံးသောအာဒံဖြစ်တယ်လို့ဖော်ပြထားတာကျွန်တော်တွေ့ရတယ်ခရစ်တော်ဟာနောက်ဆုံးသောအာဒံအနေနဲ့လာတယ်ပထမအာဒံကကျွန်တော်တို့ကိုကြာရှုံးခြင်းနဲ့ခေါ်သွားတယ်ပထမဆုံးသူအသီးသားမြစ်ထားတဲ့အသီးကိုစားလိုက်တဲ့အတွက်ကြောင့်ကျွန်တော်သူတို့နဲ့ဖယားသခင်ကညနေတိုင်းစကားပြောတဲ့ဆက်ဆံရေးကလုံးဝပြတ်သွားတာဖြစ်တယ်အဲ့ဒီချိန်ကစပြီးဖယားသခင်ကိုလူတွေကမျက်စိနဲ့အမြင်နိုင်သောအခွင့်မရှိတော့ဆုံးရှုံးသွားတယ်ဖယားနဲ့ဆက်သွယ်ရသောအခွင့်သူတို့ဆုံးရှုံးသွားတာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကယောဟန်ခန်းကြီး1ငယ်51မှာကောင်းကင်ဖွင့်လျ၍တဲ့ဘုရားသခင်ကောင်းကင်တမန်တို့ဒီလူသားအပေါ်မှာဆင်းလျက်သက်လျက်ရှိတယ်ငါနေတို့တွေမြင်ရကြလားတန်းလို့ပြောပါတယ်နော်ဒီအကြောင်းအရာကိုကျွန်တော်ကြည့်ချင်းအဖြစ်ကြမ်းချက်တစ်ချက်ကိုတတိရတယ်ကပောက်ကျန်းခိုင်း28ငယ်7နှစ်မှာယာကုပ်ဟာ
သူအိတ်နေတဲ့နေရာမှာကြောက်တုံးကိုခေါင်းအုံးလုပ်ပြီးအိတ်နေတဲ့နေရာမှာအိမ်မက်ကိုမြင်တယ်အိမ်မက်ထဲမှာကောင်းကင်နဲ့မြေကြီးမှာကူလူပြီးတော့ကောင်းကင်သမားတွေဆင်းလိုက်တက်လိုက်လုပ်နေတာသူတွေ့ရတယ်ဒီလေကားဟာဘာတူလဲဆိုတော့ခရစ်တော်ဖြစ်တယ်နော်ခမီးတော်ဖယားနဲ့ကျွန်တော်တို့လူသားတွေအပြစ်လုပ်တဲ့လူသားတွေကဘယ်လို့မှဆက်သွယ်လို့မရတော့ဒါကိုခရစ်တော်ကလမ်းမှာသူကဘောင်းကူဒရာအနေနဲ့လာပြီးတော့အသေးခံပြီးတော့ပြုတ်လုပေးခြင်းကြောင့်ကျွန်တော်တို့ကဖယားသခင်နဲ့ဆက်သွယ်လို့ပြန်လည်ရရှိနိုင်ခြင်းဖြစ်ပါတယ်ဒုတိယအနေနဲ့အာဒံကသူ့ရဲ့အတန့်ရှင်းခြင်းကိုသူဆုံးရှုံးသွားတယ်သူဘလို့ပဲပြန်စူးစမ်းပင်းညတ်တော်ပဲပြန်ခုနတားမြစ်ထားတဲ့အသီးကိုပဲမစားပဲပြန်ဆက်နေသူကဘယ်တော့မှအဲ့ဒီတန့်ရှင်းခြင်းကိုဘလို့မှပြန်မရနိုင်တော့သူ့မှာဝတ်ထားတဲ့သူ့ရဲ့အရှက်တွေကိုဖုံးကွယ်ပေးထားတဲ့ဖြူသောဝတ်လုံဟာသူဆုံးရှုံးသွားတယ်သူ့ရဲ့အရှက်တွေသူပေါ်သွားတယ်ပေါ်တဲ့အခြေအနေမှာခရစ်တော်ကကျွန်တော်တို့အပြစ်ကိုခွင့်လွှတ်ပြီးတော့ဘယ်လိုနေထိုင်မလဲဆိုတာကျွန်တော်တို့သွန်သင်ပြပေးတယ်မဿဲခန်း26ငယ်28မှာခရစ်တော်ကကျွန်တော်တို့ရဲ့သူ့ရဲ့အသွေးတော်အပြင်ကျွန်တော်တို့အပြစ်ကိုခွင့်လွှတ်ကြောင်းတစ်ပေနဲ့အငယ်27မှာခြေတော်ရာကိုရှောက်လိုက်စေခြင်းကပုံတက်တွေကိုထားတော်မူပြီလို့ရေးထားတယ်ဆိုတော့သူ့ရဲ့ပုံတက်တွေကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ဆက်ပြီးတော့တန့်ရှင်းခြင်းကိုရဖို့အတွက်ခရစ်တော်ကဲတော့အသက်ရှင်ပြီးတော့ခရစ်တော်ရဲ့သွေးတော်ကိုယုံကြည်ဖို့ကျွန်တော်တို့ကိုသွန်သင်ထားတာတွေ့ရပါတယ်ပြီးတော့အာဒံကဒီပြင်မကောင်သူကအိမ်တော်ကိုဆုံးရှုံးသွားတယ်အေဒင်ဥယျာဉ်ထဲကနေလုံးဝအget outပဲနော်လုံးဝအကန်ထုတ်ခံရတယ်ဘာဖြစ်လို့လဲသူအပြစ်ရှိသွားပြီသူကအဲ့ဒီနေရာနဲ့မထိုက်တန်တော့ဘူးလုံးဝသူ့ကိုအကန်ထုတ်ခံလိုက်ရတယ်သူ့ပြန်ဝင်လာလို့ပြန်ဝင်လာပြီးတော့ထာဝရဒီတက်ပင်ကိုစားမိမှာဆိုလို့ကောင်းကင်တမန်တွေကဒီမီတာနဲ့ကိုစောင့်ပြီးတော့တကားခြံတကားရှိမှာစောင့်ပြီးတော့သူတို့ကိုအပြင်ထုတ်လိုက်တာဖြစ်တယ်ဆိုတော့ဒီနေရာကိုပြန်ရောက်လာဖို့အတွက်ယောဟန်ခန်းကြီး14ငယ်1ကနေ3မှာခရစ်တော်ကဂတိပေးတယ်တဖန်တော်ယေရှုကဒီနှုတ်စိတ်နှလုံးပူပန်ခြင်းမရှိစေနဲ့ဖယားသခင်ကိုယုံကြည်ကြလောငါ့ကိုလည်းယုံကြည်ကြလောငါအပိုက်အိမ်တော်နဲ့နေစရာအခန်းအများရှိယုံမဟုတ်လည်းမဟုတ်ချောင်းကိုတင်တော်ကငါမပြောပဲမနေတင်တို့နေစရာရက်ကိုပြင်ဆင်ခြင်းကငါသွားရည်ငါဒီသွားရည်ပြင်ဆင်ပြီးမှတဖန်လာပြန်၍ငါရှိရရက်၌တင်တို့ရှိစေခြင်းကတင်တို့ကိုငါထံတို့သိမ်းဆည်းမယ်လို့ဂတိပေးခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ဝန်းကျင်ကဖြစ်ပါတယ်ဒီဂတိကိုဒီကနေ့ခရစ်ယာန်တွေဒီဂတိကိုဆွဲမြဲပြီးတော့ဘုရားသခင်ပြင်ဆင်မဲ့အိမ်တော်ကျွန်တော်စောင့်ပြီးတော့မျှော်ပြီးတော့အသက်ရှင်နေရတာဖြစ်ပါတယ်ဝမ်းနည်းစရာကောင်းတာတော့2014ခုနှစ် April 18ရက်နေ့မှာ Waterford Whisper News ထဲမှာနော် Vatican ရဲ့ spokesperson ဖြစ်တဲ့ officially announce လုပ်ထားတာတခုတွေ့ရတယ်ခရစ်တော်ကဒီဂတိတော်ပေးနော်ယောဟန်ခန်းကြီး14ငယ်1ကနေ3ဖြစ်တယ်ငါပြန်လာမယ်နင်တို့အတွက်အိမ်လုပ်ပေးမယ်ဆိုတော့ဂတိတော်ပေးပြီးတော့အခုထိပြန်မလာတာတခြားအလုပ်တစ်ခုအလုပ်ဖြစ်မှာပဲလို့တချို့ကပြောပြီးမြဲတချို့ကဘာပြောလဲဆိုတော့သူဒီဂတိကိုမပေးခင်မှာဝိုင်းတောက်ထားပြီးတော့အရက်မိုးပြီးတော့ဒီဂတိကိုပေးတဲ့အတွက်ကြောင့်သူဂတိမသိနိုင်တာဖြစ်ပါလိမ့်မယ်လို့ပြောပါတယ်အင်မတန်မှဝမ်းနည်းစရာကောင်းတဲ့နော်ခရိယန်ခေါင်းဆောင်တွေရဲ့စကားဖြစ်ပါတယ်သူတို့ officially ကြေညာထားတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တမန်ကျမ်းစာကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေနဲ့ဖခင်သခင်ကကျွန်တော်တို့ဂတိပေးတယ်ကျွန်တော်တို့အတွက်အိမ်တော်ဆောက်နေတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ထာဝရနောက်ထပ်တစ်ခုကကျတော့ထာဝရအသက်ကိုဆုံးရှုံးခြင်းဖြစ်တယ်နော်အရင်တော့အာဒံကိုဖခင်သခင်ဖန်ဆင်းလိုက်တဲ့ခန္ဓာကိုမတေတတ်တော့ခန္ဓာကိုတော့မဟုတ်ဘူးဒါပေမဲ့တေလို့ရတဲ့ခန္ဓာဒါပေမဲ့တေဖို့တော့ဖန်ဆင်းထားတာမဟုတ်ဘူးဒါပေမဲ့အပြစ်ကိုပြုတ်လို့တဲ့အခါကျတော့သူဟာတေတတ်တော့သူဖြစ်လာတယ်နော်တေတတ်တော့သူဖြစ်လာတယ်အဲ့ဒီအရာကိုသူဆုံးရှုံးသွားတာဖြစ်တယ်မတေတတ်တဲ့ခန္ဓာကိုသူဆုံးရှုံးသွားတာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကယောဟန်ခန်းကြီး3:16မှာဘုရားသခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီပျက်စီးခြင်းတို့မရထာဝရအသက်ကိုရစေခြင်းကဘုရားသခင်ဒီမိ၌တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူ၏လို့ရေးထားပါတယ်ကျွန်တော်တို့ကိုကယ်တင်ဖို့ဘုရားသခင်ကသူ့ရဲ့သားတော်ကိုစွန့်တယ်သူ့သားတော်ကိုယုံကြည်တယ်ဆိုရင်နော်ကယ်တင်ခြင်းရနိုင်တယ်လို့ကျွန်တော်တို့အတွက်လမ်းဖွင့်ပေးတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ဘုရားသခင်ရဲ့သားတော်ယုံကြည်တော်သူလို့ကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရပါတယ်quotation တခုကျွန်တော်ဖတ်ပြချင်ပါတယ်ဘုရားသခင်ကြီးမြတ်သောနှိမ်ချခြင်းနဲ့နားလည်နိုင်ခြင်းမရှိတော့အနှိမ့်နဲ့နဲ့တဲ့ထိုအစီအစဉ်ရဲ့ကြီးမြတ်ခြင်းကိုပြည့်စုံအောင်နားမလည်နိုင်တဲ့အပြင်ထိုသက်တာသောအစီအစဉ်လည်းမရှိနိုင်တော့ဘူးအဲ့ဒီအစီအစဉ်ကဘာလဲဆိုတော့ခရစ်တော်ရဲ့လူစားတိကိုခံယူခြင်းနဲ့ဘုရားသခင်ရဲ့ပြည့်ညတ်တော်ကိုလွန်ကျူးခြင်းအပြစ်ကြောင့်ဖြစ်လာသောဘုရားသခင်မြတ်ဒေါသဝေဒနာခံရခြင်းဖြစ်တယ်ဘယ်လိုအောင်ရမလဲဆိုတာလည်းဖြစ်တယ်နော်ဘုရားသခင်ရဲ့လူစားတိခံယူခြင်းအံ့ဩစရာကောင်းသလိုပဲဘုရားသခင်ကမစားနဲ့ဆိုတဲ့အရာကိုစားလိုက်တဲ့အခါကျတော့ဘယ်သူအသက်ဆုံးရလဲဆိုတော့သူ့ရဲ့တပါးရောသားတော်တောင်မှအသက်ဆုံးရတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဘုရားရဲ့စကားကောင်းကင်နဲ့မြေကြီးမတည်တော့လဲငါစကားသိမယ်လို့ပြောတဲ့အတွက်ကြောင့်နော်တကယ်ပဲ
လက်တွေ့ပြလိုက်တာဖြစ်တယ်ဤကြီးမြတ်တဲ့အစီအစဉ်အပြင်ခရစ်တော်ကိုယုံကြည်ပြီးမိမိကိုယ်ကိုကယ်တင်ပန်ရှင်လက်ခံတော်သူအပေါင်းတို့ဖို့ဖျားသခင်ကိုအရင်တော့ကလိုကြောက်စရာမလိုတော့ပဲနဲ့နော်တရားသဖြင့်ဖြောင်းမှချင်းကိုပေးတော်သူဖြစ်လာတယ်တဲ့နော်ဤအကြောင်းအရာကလူသားတို့ရဲ့ထာဝရပြတ်သုံးခြင်းမှာကယ်တင်ရန်ကောင်းကင်ဘုံရဲ့နဲ့နဲ့ရာကယ်တင်ခြင်းစုကျေးဇူးသာဖြစ်ပါတယ်တဲ့နော်ဆိုတော့ကျွန်တော်တို့အရေးကြီးတာဖျားသခင်ရဲ့သားတော်ကိုယုံကြည်ဖို့ဖြစ်တယ်ဆိုတော့ခရစ်တော်ဟာဖျားသခင်ရဲ့သားတော်လားဆိုတော့ကျမ်းစာထဲမှာခရစ်တော်ကသူ့ကိုယ်သူငါဟာဖျားရဲ့သားတော်ပါလို့တခါမှမပြောခဲ့ဘူးသူ့ကိုယ်သူငါဟာလူသားလို့ပြောတာကတော့ချိန်ပေါင်း80ကျော်ပေမဲ့လို့ဖျားရဲ့သားတော်ပါလို့တခါမှမပြောခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်လိုသိရမလဲနော်ယောဟန်ခန်းကြီး20ငယ်31မှာယေရှုသည်ခရစ်တော်ဒီဟူသောဘုရားသခင်သားတော်ဖြစ်တော်မူသည်ကိုသင်တို့ယုံကြည်မည်အကြောင်းထိုတို့ယုံကြည်၍နာမတော်အဖျက်အသက်ကိုရမည်အကြောင်းတဲ့ဤမြလောက်ရေးသားလျက်ရှိထိုတို့ယုံ၍နာမတော်အဖျက်အသက်ကိုရမယ်အသက်ကိုရဖို့ဘုရားရဲ့နာမလိုတယ်ဆိုတော့ဘုရားရဲ့နာမဖြစ်တဲ့အကြောင်းကောင်းကင်တမန်တွေဖြစ်စေလူတွေဖြစ်စေဘုရားကိုယ်တိုင်ဖြစ်စေတသက်ခံတာကျွန်တော်တွေ့အောင်ကြည့်အောင်ဂါဗြေလလုကာခန်းကြီးတဲ့ငယ်35မှာနော်မာရိစီကိုလာတယ်သင်ကိုဝင်ရမယ်နော်တန်ရှင်သောဝိညာဉ်တော်အပြင်ဝိညာဉ်တော်ဒီတင့်ပေါ်နဲ့တက်ရောက်၍တဲ့ဘုရားသခင်မြင့်ဆုံးသောဘုရားသခင်တကူအာနုဘော်တော်တင့်ပေါ်မှာတက်ရောက်မယ်တဲ့တင့်ပေါ်မှာထိုသားကိုပြီးမယ်ထိုတန်ရှင်သောသားဒီလေဘုရားသခင်ဤသားတော်ဟုခေါ်ဝေါ်သမုတ်မယ်ဂါဗြေလပထမဆုံးတက်တဲ့ခါညာဖြစ်တယ်မာရိဝန်းထဲမှာရှိမဲ့လူဟာနယ်နယ်ရလူမဟုတ်ဘယ်သူရဲ့သားလဲဆိုတော့ဘုရားသခင်သားတော်ကိုခေါ်ဝေါ်မယ်တဲ့ခရစ်တော်မွေးဖွားလာပြီးတော့ခရစ်တော်သာသနာဆောင်မဲ့လုပ်ငန်းတွေကိုလုံးဝလမ်းရှင်းပေးမဲ့ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်ရှေ့ပြေးအဲ့ဒါကတော့နှစ်ချင်းဆရာယောဟန်ပဲဖြစ်ပါတယ်ယောဟန်ခန်းကြီး1ငယ်34မှာနှစ်ချင်းဆရာယောဟန်ကဘာကိုတက်တည်ခံတယ်လဲဆိုတော့ဤသူဒီဘုရားသခင်သားတော်ဖြစ်တော်မူ၏တက်တည်ခံခဲ့တယ်နော်ယောဟန်ကနော်သူခက်တုန်းကဂျူးလူမျိုးတွေယောဟန်ကို prophet တပါးအနေနဲ့လုံးဝလက်ခံထားကျွန်တော်တွေ့ရတယ်သူကတော့ဤသူကဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့သူတက်တည်သူကိုယ်တိုင်တက်တည်ခံတာကျွန်တော်တွေ့ရတယ်နံပါတ်3နဲ့နသနီလယောဟန်ခန်းကြီးတင်ငယ်49မှာတွေ့ရတယ်နသနီလအကြောင်းကကျမ်းစာထဲမှာတစ်ချက်နှစ်ချက်လောက်ပဲကျွန်တော်တွေ့ရတယ်သူကတင်မောတဖန်းပင်အောက်မှာထိုင်ပြီးတော့နော်ထိုင်ပြီးတော့တက်တည်ခရစ်တော်နဲ့တွေ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဟောဖိလိပ္ပုကခရစ်တော်ကိုတွေ့ပြီးတော့အနက်ဖန်နေ့မှာဂါလိလဲပြည်ကိုသွားချင်းကတဲ့အလိုတော်ရှိတယ်ဖိလိပ္ပုကိုတွေ့တယ်တဲ့နော်ခရစ်တော်ကဖိလိပ္ပုနဲ့တွေ့တယ်ငါနောက်ကိုလိုက်ပါလို့ပြောလိုက်တဲ့ခါကျဖိလိပ္ပုကအန်ဒရူးနဲ့ပေတရုကိုခေါ်ပြီးတော့သူ့ကိုတွေ့စေတယ်ပြီးတော့ဖိလိပ္ပုကနေသလကိုပြန်တွေ့တဲ့ခါကျတော့ကြည်စမ်းနဲ့နော်မောရှေပင်းညက်နဲ့ prophet တို့ဒီတဲ့သူ့ကိုကျမ်း၌အကြောင်းကျမ်း၌၎င်းအကြောင်းပြု၍ရေးသားထားသောနာဇရက်မြို့သားဖြစ်သောယောသဣသားယေရှုကိုငါတွေ့ခဲ့ပြီလို့ပြောမောရှေကျမ်းအနာဂတိကျမ်းထဲမှာရေးထားတယ်လို့ပြောထားတယ်ဒီအချက်ကိုကြည့်ချင်းအဖြစ်နသနီလဟာတမန်ကျမ်းစာကိုသိထားတဲ့လူနိုင်ချွတ်သိထားတဲ့လူဆိုတာကျွန်တော်သိရပါတယ်ဒီလိုပြောလိုက်တဲ့အခါကျတော့နသနီလကဘယ်လိုပြန်ပြောတယ်လဲဆိုတော့နာဇရက်မြို့ထဲကကောင်းသောအရာတစ်စုံတစ်ခုများထွက်နိုင်တယ်လို့ပြန်မေးတယ်နော်ဖိလိပ္ပုကိုပြန်မေးနာဇရက်မြို့ကနေကောင်းတဲ့အရာထွက်နိုင်လို့လားလို့မေးတဲ့အခါကျတော့မယုံရင်လာကြည့်ပါလားလို့ပြောတယ်သူကသွားကြည့်တဲ့အခါကျတော့ခရစ်တော်ကအဲ့ဒီနသနီလကိုမြင်တော်မူလင်တဲ့ဘာပြောလဲဆိုလေစားခြင်းအပြစ်နဲ့ကင်းလွတ်သောဣသီလလူစစ်ကိုကြည်လို့ခရစ်တော်ကသူ့ကိုပြောလိုက်တဲ့ခါကျတော့အံ့ဩနေတယ်နော်ဘာဖြစ်လို့ခရစ်တော်ကငါ့ကိုဒီလိုတီးရလဲလို့သူပြောတဲ့ခါကျတော့တဲ့ခရစ်တော်ကဘာပြောဆိုဖိလိပ္ပိကနင့်ကိုမခေါ်မီတဲ့သင်ဟာတဲ့သင်ဘောတဖန်းပင်အောင်နဲ့ရှိနေတယ်ကိုငါမြင်တယ်တဲ့အဲ့မှာစဉ်းစားကြတဲ့ခုကျသင်ဘောတဖန်းပင်အောင်မှာနေတယ်ဘာထူးဆန်းလို့လဲမဟုတ်ဘူးသူတို့ခက်တုံကဖိလစ်စတိုင်းပြည်မှာဒီသူတို့ရဲ့တိုင်းပြည်မှာပေါ့နော်သူတို့တင်မောတဖန်းပင်ကိုစိုက်လို့ရှိတယ်ဆင်းရဲတဲ့လူတွေပို့စိုက်တယ်တင်မောတဖန်းပင်အမြင့်က15ပေလောက်ရှိတယ်အကိုင်းကပေ20လောက်ရှိတယ်အရိပ်ကောင်းရတယ်ဆင်းရဲတဲ့လူတွေသူတို့အိမ်မှာအိမ်ရှိတကားနာမှာစိုက်လို့ရှိတယ်သူတို့အိမ်ထဲမှာများသောအားဖြင့်သူတို့မှာအိမ်ကတခန်းပဲရှိကြတယ်အိမ်ခန်းထဲမှာကလေးလည်းရှိတယ်အကုန်လုံးအဲ့ဒီထဲမှာလှူရှားနေတဲ့ကြောင့်သူတို့ငြိမ်တက်နဲ့ထိုင်ချင်ပြီးတော့နှုတ်ကပတ်တော်တွေဖတ်တယ်ဘုရားသခင်နဲ့စကားပြောတာမျိုးလှုပ်ချင်နေဆိုအဲ့ဒီတစ်ပင်အောက်မှာလာပြီးတော့သူတို့အာယုံပြုတ်လိရှိတာကိုတွေ့ရတယ်ဆိုတော့ခရစ်တော်ကဘာကိုညွှန်းလဲဆိုတော့ခုနကပဲနင်တင်မောတဖန်းမြေအောက်မှာနင်ထိုင်ပြီးဆုတောင်းနေတယ်ဆိုတော့ငါသိတယ်လို့ပြောလိုက်ခြင်းဖြစ်တယ်သိလိုက်တဲ့ခါအဲ့လိုပြောလိုက်တဲ့ခါကျတော့
နာသနီလဘာပြောဆိုအရှင်ဘုရားတဲ့ကိုတော်ဒီဘုရားသခင်သားတော်ဖြစ်တော်မူ၏ဤတေလတို့ဤရှင်ဘုရင်လည်းဖြစ်တော်မူ၏နော်နာသနီလပုဂ္ဂိုလ်တယောက်နာသနီလခေါင်းမာတဲ့လူဖြစ်တယ်နာသနီလကကာနာမြို့သားဖြစ်တယ်သူကနာဇရက်မြို့သားတွေနဲ့အပြိုင်အမြဲတမ်းဖြစ်တယ်အဲ့ဒီတော့ကြောင့်နာဇရက်မြို့ကကောင်းတဲ့အရာထွက်ပါမလားလို့သူပြောလိုက်တယ်မေးလိုက်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာသူ့ရဲ့အယူဝါဒအကောင်းမကောင်းတဲ့အယူဝါဒချက်ချင်းဖြစ်ပြီးတော့ခရစ်တော်လိုပုဂ္ဂိုလ်တယောက်တွေ့တဲ့ခါကျတော့သူ့ရဲ့အယူဝါဒဒီနာဇရက်မြို့ကမကောင်းတာတွေရှိတယ်ဆိုတဲ့အယူဝါဒလုံးဝဖျက်ပြီးတော့ခရစ်တော်ကိုသူအဲ့လိုပြောနိုင်ခြင်းဖြစ်တယ်ဆိုတော့နာသနီလရဲ့တက်တီခါကျကျွန်တော်တွေ့ရတယ်မာသက်ခန်းကြီး14ငယ်33မှာခရစ်တော်ကနော်ည3ချက်တီးချိန်အကျော်လောက်မှာခရစ်တော်ရေပေါ်မှာလမ်းလျှောက်ပြီးတော့တပည့်တော်တွေရှိတဲ့လေပေါ်လေနာကိုကပ်ပြီးတွားလိုက်တဲ့ခါကျတော့သူတွေ့တဲ့ခါကျတော့ဟာဖုတ်တစေဆိုပြီးတော့တစေဆိုပြီးမှတ်ပြီးအရင်ကြောက်ကြတယ်အဲ့ဒီခါကျတော့ခရစ်တော်ငါပဲမကြောက်ကြနဲ့လို့ပြောလိုက်တယ်ပေတရုကချက်ချင်းကိုတော့စီကျွန်တော်လာချင်တယ်ပဲခွင့်ပြုတော်မူပါဆိုတော့လာခဲ့ပါလို့ဖိတ်လိုက်တယ်ဆိုတော့ပေတရုကလည်းရေပေါ်မှာလမ်းထလျှောက်လိုက်တဲ့ခါကျတော့တွားလို့ရတယ်ခရစ်တော်ကိုသူမျက်မှောက်ပြုပြီးသွားတာဟုတ်ဆိုတော့အဲ့လိုမျိုးတွားရင်းနဲ့သူစိတ်ထဲမှာဟောငါကြည်စမ်းငါရေပေါ်မှာတွားတတ်တယ်ဆိုတဲ့စိတ်ကလေးဖြစ်ပြီးတော့ဘေးနားမှာလေတွေပြင်းထန်လာတဲ့ခါကျဝေးဆိုပြီးတော့သူကြွားချင်တဲ့စိတ်နဲ့ဖြစ်စေပေါ့နော်နောက်ကိုလှည့်ကြည့်လိုက်တဲ့ခါကျတော့ဘလူးဆိုပြီးရေထဲမှာပြုတ်ကျသွားတယ်ကိုတော့ကယ်ပါလို့သူអော်လိုက်တဲ့ခါကျတော့ခရစ်တော်သူကိုလာကယ်သွားတယ်ကယ်သွားပြီးတော့သူကိုလေပေါ်မှာတင်လိုက်တယ်အဲ့ဒီချိန်မှာတပည့်တော်တွေအကုန်လုံးကစင်စစ်ကိုတော်ဒီဖခင်ကြီးသားတော်မှန်ပါသည်ဆိုပြီးတော့ပြောတယ်နော်ကျွန်တော်အဲ့ဒီချက်ကိုတွေ့ရတယ်ဆိုတော့တပည့်တော်တွေကဖခင်သခင်ရဲ့သားတော်မှန်တယ်လို့သက်သေခံတာတွေ့ရတယ်ယောဟန်ခန်း7ငယ်20မှာမာသရဲ့မောင်ဆုံးသွားတယ်နော်၄ရက်ရှိပြီအဲ့ဒီလာဇရုတည်သွားတဲ့ခါကျတော့ဖခင်သခင်ကလာပြီးတော့ရှင်ပြန်ထမြောက်စေဖို့အတွက်လူလာတဲ့အခါကျတော့မာသကပြောတယ်ကိုတော်ခရစ်တော်သည်ကိုတော်ဒီခရစ်တော်သည်ဟူသောဤလောကသို့ကြွလာတော်မူသောဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကိုကျွန်မယုံပါသည်ဘုရားသခင်ကသားဖြစ်တယ်လို့ကျွန်မယုံတယ်လို့နော်ဆိုတော့တက်တီခံထားတာကျွန်တော်တွေ့ရပါတယ်နောက်အရင်အရေးကြီးတဲ့တက်တီခံချက်တစ်ခုကတော့ခမည်းတော်ကိုယ်တိုင်ဖြစ်တယ်ဘယ်အချိန်မှလဲဆိုခရစ်တော်နှစ်ချင်းခံပြီးတော့ရေထဲနေဘွားဆိုပေါ်လာတဲ့အချိန်မှာမာသဲခန်းကြီး3ငယ်7မှာဤသူကငါနှစ်သက်မြတ်နိုးရဲ့ငါချစ်သားဖြစ်တယ်ဖခင်သခင်ကိုတော်တိုင်ကငါချစ်တာဖြစ်တယ်လို့ပြောခဲ့တာတွေ့ရပါတယ်နောက်ထပ်တစ်ခုကကြတော့ခရစ်တော်ကိုကဖခင်သခင်ကိုတိုင်ပဲမဿဲခန်း7ငယ်1ကနေ6မှာခရစ်တော်ကသူ့ရဲ့တပည့်3ကိုခေါ်သွားတယ်ယောဟန်ပေတရုယောဟန်ယာကုပ်3ယောက်ကိုခေါ်သွားပြီးတော့တောင်ပေါ်ရောက်တဲ့အခါကျတော့အဲ့နမိတ်လက္ခဏာတွေ့ရတယ်ဘယ်သူနဲ့ဘယ်သူတွေ့ရတယ်ဆိုတော့အေလိယနဲ့မောရှေကိုတွေ့ရတယ်ဘုံတောက်ပြီးတော့တွေ့ရတယ်ခရစ်တော်ကိုတိုင်ဘုံတောက်တွေ့တဲ့အခါကျတော့ပေတရုကဘာပြောလဲဆိုတော့ကိုရောတဲသက်ဆောင်အေလိယတဲသက်ဆောင်မောရှေတွေ့တဲသက်ဆောင်ဒီနေရာမှာစောင့်မယ်ဒီနေရာနေရတာပြောတယ်တဲ့ဒီနေရာတန့်ရှင်းတယ်လို့ပြောလိုက်တယ်နော်ဆိုတော့ကျွန်တော်တွေ့ရတယ်အေလိယကောင်းကင်ဘုံတက်သွားတယ်ဆိုတာဓမ္မရဲ့ဇဝင်စတုထဆောင်ခန်းကြီး2ငယ်7မှာတွေ့ရတယ်ကောင်းကင်ကနေတဲ့နော်မြင်းမီဟုတ်ပါဘူးမီးမြင်းနော်မီးမြင်းလာပြီးတော့မြင်းလဲမီးမြင်းလဲလာတယ်လေပွေအားဖြင့်အေလိယတဲ့မြင်းပေါ်မှာတင်ပြီးတော့ကောင်းကင်ကိုခေါ်သွားခြင်းခံရတယ်အေလိရှေကအောက်ကနေကြည့်ပြီးတော့တတ်တာပေးသွားတယ်သူ့ရဲ့ဝက်လုံးကိုချပြီးတော့ကိုရောရဲ့တကူနဆပေးပါဆိုပြီးအောက်ကနေအေလိရှေကတောင်းသွားသေးတယ်ဆိုတော့အေလိရှေကတက်တည်ဖြစ်တဲ့အေလိယကောင်းကင်ဘုံတက်သွားတယ်နောက်တပုဂ္ဂိုလ်နောက်ထပ်တပါတော့တူကတော့မောရှေဖြစ်တယ်ယူရဟောဝါရစာခန်းကြီး1ငယ်9ခန်းကြီး1ပဲရှိတယ်ငယ်9မှာမောရှေရဲ့ခန္ဓာကိုလူကြတယ်အလောင်းကိုလူကြတာနော်စာဇမန်နာနဲ့မိခေလလူကြတဲ့ခါကျတော့မိခေလမဆူဘူးဘုရားသခင်တင်းကိုပစ်ပေးပါစီဆိုပြီးတော့သူလူပြီးတော့ကောင်းကင်ကိုခေါ်သွားတာဖြစ်တယ်ဆိုတော့ကောင်းကင်ကိုအရှင်လက်အနေနဲ့အေလိယတက်ပြီးတော့တည်ပြီးတော့အလောင်းရောက်သွားတာမောရှေဖြစ်တယ်ဒီပုဂ္ဂိုလ်နှစ်ပါးပြန်ဆင်းလာပြီးတော့ကောင်းကင်နေဆင်းလာပြီးတော့ခရစ်တော်နဲ့စကားလာဆွေးနွေးသွားတာဖြစ်တယ်ကောင်းကင်ကိုအရှင်လက်ရောက်သွားတာတကယ်တော့2ယောက်ဖြစ်တယ်အေနော့လည်း1ယောက်ရှိတယ်ဟေဘရဲခန်းကြီး7ငယ်9မှာအေနော့ကတည်ခြင်းမကြုံရဘူးတဲ့သူကကောင်းကင်ကိုဆက်သွားတယ်ဆိုတာတွေ့ရတယ်သူအသက်365နှစ်အသက်ရှိခဲ့တယ်နော်ဓမ္မကျမ်းစာတအုပ်လုံးထဲမှာရှင်လက်ကောင်းကင်တက်တာဒီပုဂ္ဂိုလ်အေလိယနဲ့အေနော့နဲ့ဦးပဲရှိတယ်တည်ပြီးတော့ထမြောက်တာနဲ့တည်ပြီးတော့အလောင်းခေါ်ခံရတာတော့ခရစ်တော်နဲ့မောရှေပဲရှိတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေအကုန်လုံးဒီကနေ့ခရိယန်တွေကစဘယ်သူမှကောင်းကင်မတက်သေးဘူးဒါကျမ်းစကားဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါဝိလိုပုဂ္ဂိုလ်တယောက်နော်တမန်တော်ဝတ္ထုခန်း2ငယ်29မှာဒါဝိဒီတဲ့ယခုပင်တင်တဲ့ငါနဲ့ငါတို့နဲ့အတူတူရှိနေသေးတယ်တဲ့အငယ်34မှာဒါဝိဒီကောင်းကင်မတက်သေးလို့ရေးထားတယ်ဆိုတော့
ဒါဝိတောင်ကောင်းကင်မသက်သေးဘူးငါနှလုံးပြင်းဒါဝိလို့ပြောခံရတယ်နော်ဒါဝိလို့ပုဂ္ဂိုလ်တောင်ကောင်းကင်မသက်သေးဘူးဆိုရင်တချို့ကျွန်တော်တို့ယုံကြည်သူတွေမသက်သေးပါဘူးခရစ်တော်ကငါသည်တွား၍ပြင်ဆင်မြတ်တစ်ဖာလာပြ၍တင်တို့ရှိငါရှိရရဲ့နဲ့တင်တို့ရှိစေခြင်းတင်တို့ကိုငါထာလို့သိမ်းဆဲမယ်လို့ဂတိပေးထားပါတယ်တခါတည်းသိပြီးတာနဲ့တွားရမယ်လို့ခရစ်တော်ကမပြောခဲ့ပါဘူးဆိုတော့ကျွန်တော်တို့ဒီနေရာမှာအထူးပြောချင်တာတော့တောင်ပေါ်မှာအဲ့လိုပေါ်တဲ့အချိန်မှာကောင်းကင်နဲ့အတန်တော်လာပြီးတော့ဤသူကငါနှစ်သက်မြတ်နိုးရငါဤချစ်သားပေသည်ထို့သူဤစကားကိုဤသူရဲ့စကားကိုနားထောင်ကြလို့ပြောပါတယ်ငါဤချစ်သားလို့ခမည်းတော်ကိုယ်တိုင်တက်တေခံခဲ့တာတွေ့ရပါတယ်စာတန်ရဲ့တက်တေခံခြင်းနဲ့ရှိပါသေးတယ်စာတန်ကခရစ်တော်ကနေချင်းခံပြီးလို့ထွက်လာတဲ့အချိန်မှာအဲ့ဒီအတန်ကိုသူကြားတဲ့အချိန်မှာဤသူကငါနှစ်သက်မြတ်ငါချစ်သားဆိုတီးလိုက်တဲ့ခါကျအမတန်မှတိုက်ခိုက်ရတော့မယ်ဆိုတော့ချက်ချင်းသိတယ်မှာတဲ့ခိုင်းလေးငယ်တစ်ကနေလေးကိုကြည့်မယ်ဆိုရင်ခရစ်တော်ကစာသမဏေရဲ့စုံစမ်းခြင်းကိုခံဖို့တော်တယ်မှာထွက်သွားတယ်နှစ်ပေါင်း40ရက်ပေါင်း40သူအစာရှောင်းတယ်လုံးဝအစာမစားဘူးအဲ့ဒီအချိန်မှာဗိုက်အရန်စားဗိုက်စားတဲ့အချိန်မှာစာသမဏေကလာပြီးတော့သင်ဟာဖျားသားမှရင်ဤကြောက်ကိုမုံဖြစ်စေပါလို့ပြောလိုက်တယ်ကြောက်ကိုမုံဖြစ်စေမှသူဖျားသားမဟုတ်ဘူးတကယ်တော့ဖျားငါသည်တင်းသည်ဤသူဒီငါချစ်နှစ်သက်မြတ်ငါချစ်သားပဲလို့ကြေညာပြီးမှတော့ဘာဖြစ်လို့သူ့ကိုသူ confirm လုပ်ရမှာလဲလုပ်စေရမလို့လူဒီမုံအားဖြင့်အသက်ရှင်နေမဟုတ်လို့ခရစ်တော်ကကျမ်းစကားနဲ့ပြန်ပြေးခဲ့တယ်ဒီပြင်မကောက်မာသက်ခိုင်းရှင်းငယ်28 31မှာကျမ်းပြန်3ခုရှိတယ်တခြားကျမ်းတွေမှာတော့ဒီနတ်ဆိုးဝင်တာတယောက်ပဲလို့ရေးထားတယ်ဒါပေမဲ့တဲထဲမှာကျတော့2ယောက်လို့ရေးထားတယ်သူတို့ဂန်းတစ်ဖက်ကိုကူးလာပြီးတဲ့အခါကျတော့နတ်ဆိုးဝင်နေတဲ့တင်းချိုင်းကနေထွက်လာတယ်လူ2ယောက်ကနော်ဒီနေရာမှာ view ကကျတော့မာသက်ထဲကပုဂ္ဂိုလ်ကလူ2ယောက်ဖြစ်ကြောင်းတည်တည်ကြကြရေးထားတယ်တခြားပုဂ္ဂိုလ်တွေတော့တယောက်ကပိုအခြေအနေပိုဆိုးနေလို့တယောက်လို့ရေးထားတာဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။ဘာပဲဖြစ်နတ်ဆိုးဝင်တဲ့လူတွေကခရစ်တော်ကိုပြောတယ်ခရစ်တော်နဲ့တွေ့တဲ့အခါကျတော့ခရစ်တော်ကနင်တို့နာမည်ဘယ်လိုခေါ်လဲဆိုတော့လီကောင်လို့ခေါ်ပါတယ်နော်အများကြီးဖြစ်တယ်နင်တို့ထွက်သွားပါဆိုတော့ဝက်ထဲမှာထွက်သွားခိုင်းတယ်ထွက်သွားတဲ့အခါကျတော့မထွက်သွားခင်မှာသူတို့ကဘာပြောလဲဆိုတော့ဖခင်ဤသားတော်ယေရှုအချိန်မရောက်မီငါတို့ဘာလို့ညှင်းဆဲတာလဲညှင်းဆဲခြင်းကလာရတယ်လေအချိန်မရောက်မီဆိုတော့ငရဲသူတို့အတွက်ငရဲဆောင်းနေဆိုသူတို့သိတယ်အချိန်မရောက်မီငါတို့ဘာလို့ဖျက်ဆီးရမလဲပြောတာဆိုတော့သူတို့ကိုဝတ်ထဲမှာသွားခွင့်ပေးထားတယ်ဆိုတော့ဒီနတ်ဆိုးတွေကလည်းဖခင်ရဲ့သားတော်ဟာယေရှုဖြစ်တယ်ဆိုတော့သူတို့တက်တေခံခဲ့တာကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ခရစ်တော်ရဲ့အမှုဆောင်ခြင်းကိုကျွန်တော်နည်းနည်းညီမောင်းပြန်ထိုးပြချင်ပါတယ်ခရစ်တော်ကသူ့ကိုယ်သူဖခင်ဖြစ်ကြောင်းသူအသုံးပြုတဲ့စကားတွေနဲ့ကျွန်တော်တွေ့ရတယ်သူကဖခင်သခင်နဲ့မချားမနာတဲ့အကြောင်းเนาะရှင်ယောဟန်အခန်းကြီး30အငယ်33မှာသူပေါ်ပြထားတယ်ခမည်းတော်သည်တန်ရှင်းစေ၍တဲ့ဤလောကတို့ဆေလွတ်တော်မူသောသူကငါသည်ဖခင်သခင်သားတော်ဖြစ်သည်လို့ဂုဏနာမကိုပြောတော့အခါယူဒလူမျိုးကခရစ်တော်ဟာသူ့ကိုယ်သူဖခင်ဖြစ်ကြောင်းကြေညာနေတယ်ဆိုတာသူတို့သိတယ်သိတဲ့အခါကျအမတန်မှမုန်းတယ်เนาะယေရှုနဲ့အဖခမည်းတော်ရဲ့တလုံးသောလုံးဝအုပ်တုံတလုံးသောရှိမှုမှာအချင်းချင်းပြည့်စုံတဲ့အတိချင်းအပါဝင်เนาะတလုံးသောဖြစ်တဲ့ဆန္ဒတော်အလိုတော်နဲ့ရည်ရွယ်ချက်တလုံးသောဖြစ်တယ်ဆိုတာပေါ်ပြရခြင်းဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကတော့ငါဟာအဖေဖြစ်တယ်လို့မပြောဘူးเนาะအဖေအတတ်တူအတတ်ဆိုတော့ကျွန်တော်တွေ့ရတယ်ထို့ထက်မကဇာတိတော်ရဲ့เนาะတလုံးသောတဲ့ဖြစ်ခြင်းနဲ့ပါဝင်တယ်တဲ့เนาะသားတော်နဲ့ခမည်းတော်တို့ဟာပုဂ္ဂိုလ်နှစ်ပါးဖြစ်နေပေမဲ့တူညီတဲ့သဘာဝရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ယောဟန်ခန်းကြီး30ငယ်30မှာငါဒီတဲ့ငါခမည်းတော်နဲ့တလုံးသောတဲ့ဖြစ်တယ်လို့ရေးထားတယ်ငါနဲ့ငါခမည်းတော်နှစ်ဦးဖြစ်တယ်နှစ်ပါးဖြစ်တယ်တလုံးသောတဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်ယောဟန်ခန်းကြီး30ငယ်33ကိုပြန်ကြည့်မယ်ဆိုရင်နော်ယူဒလူတို့ကကောင်းသောအမှုကြောင့်နဲ့ဂဲနဲ့ပြစ်မိမဟုတ်တင်းဒီလူဖြစ်လည်းပြင်ဘုရားသခင်ဖြစ်ရောင်ဆောင်၍ဘုရားသခင်ကိုလွန်ကျူးသောစကားကြောင့်ဂဲနဲ့ပြစ်မိဟုဆိုကြ၏သင်ကကောင်းလို့ဂဲနဲ့ပြုတ်မယ်လို့တဲ့သူကငါနဲ့ငါခမည်းတော်ကတလုံးသောတဲ့ဖြစ်တယ်လို့ तू ပြောလိုက်တာနဲ့ဂဲနဲ့ပြစ်မယ်လို့တဲ့ခါကျတော့ဘာဖြစ်လို့ငါ့ကိုဂဲနဲ့ပြစ်မလဲလို့ तू မေးလိုက်တဲ့ခါကျတော့ကောင်းသောအရာငါလုံရဲ့သားနဲ့ဘာဖြစ်လို့ငါ့ကိုဂဲနဲ့ပေါက်မလဲဆိုတော့ငါကောင်းလို့ဂဲနဲ့ပေါက်မှာမဟုတ်နဲ့ဖျားလိုမျိုးလာလှုပ်တဲ့အတွက်ကြောင့်ငါဂဲနဲ့ပေါက်မှာဖြစ်တယ်လို့ပြောလိုက်တယ်ဆိုတော့ခရစ်တော်ကဒီနေရာမှာသူ့ကိုယ်သူပေါ်ပြတဲ့အကြောင်းအရာတွေယူဒလူတွေကကောင်းနားလဲတာဆိုနားလဲတယ်ဆိုကျွန်တော်တွေ့ရတယ်ယေရှုဖျားဟာနော်ဖျားဇာတိတော်ရှိတယ်ဆိုတာသူ့မှာဖျားဇာတိရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်သူ့ရဲ့သာသနာဆောင်ရွက်တဲ့အချိန်တွေမှာသူဖျားဖြစ်ကြောင်းတဖြည်းဖြည်းသူပေါ်ပြတယ်နံပါတ်1အနေနဲ့အပြစ်ကိုခွင့်လွှတ်နိုင်တဲ့အကြောင်းသူအခိုင်အမာပြောတယ်ဆိုတော့လုကာခန်းကြီး9အငယ်20မှာယေရုရှလင်မြို့ယူဒပြည်ဂါလိလဲပြည်တဝိုက်မှာရှိတဲ့လူတွေအကုန်လုံးလာပြီးတော့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုလာနားထောင်ကြတယ်သူတရားဟောတာနားထောင်ကြိတ်တိုးဖြစ်နေတဲ့အချိန်မှာ
အနောက်ကနေလူတစုကလူနာတယောက်ကိုတဲလာပြီးတော့အထဲကိုတိုးလို့မရတဲ့ခါကျတော့သူတို့အထဲကိုဝင်ခြင်းတယ်လုံးဝဘယ်လိုမှတိုးလို့မရတဲ့ခါကျတော့ခေါင်မိုးပေါ်တက်ပြီးတော့သူခေါင်မိုးပေါ်နဲ့ခေါင်မိုးဖောက်ပြီးတော့အိမ်အောင်ချလာတယ်တွေ့ရတယ်တွေ့တဲ့ခါကျခရစ်တော်ကအဲ့ဒီလူကိုပြောလဲဆိုတော့အချင်းလူတင်းရဲ့အပြစ်ကိုလွတ်စေပြီလို့သူပြောလိုက်တယ်ပြောလိုက်တဲ့ခါကျတော့ဘေးကနော်အပြစ်တစ်ချိန်လုံးရှာနေတဲ့ဖာရီရှဲတွေရှိတယ်အဲ့ဒီခက်တုန်းကဖာရီရှဲတွေ6000လောက်ရှိတယ်လို့ပြောတယ်နော်နယ်တီမှာပေါ့နော်6000လောက်ရှိတဲ့ဒီဖာရီရှဲတွေကနော်ဘယ်နေရာမှာဆိုခရစ်တော်ရောက်တဲ့နေရာတွေမှာဖာရီရှဲတွေရောက်တယ်အဲ့ဒီလူတွေသူတို့စိတ်ထဲမှာဒီလူကဖျားပဲပြောခွင့်ရှိတယ်အပြစ်လွတ်ခြင်းကိုဒီလူဘာလို့ပြောနေတယ်လဲနော်သူတို့ခက်တုန်းကယေဘရဟိတ်တွေကလူတွေရဲ့အပြစ်ကိုခွင့်လွတ်ရတဲ့တောင်းပန်ပေးရတဲ့အလုပ်ကိုလုပ်တယ်သူတို့အပြစ်လုပ်ပြီဆိုရင်သူတို့ by the way သူတို့ခက်တုန်းကလူတွေအပြစ်လုပ်ပြီဆိုရင်ပြည့်ညတ်တော်အပြင်ကဲတင်ချင်းရတာမဟုတ်ဘူးသူတို့ခက်တုန်းကလည်းသူတို့အပြစ်လုပ်ပြီဆိုရင်သွားတောင်းပန်ရတယ်တိုးတက်ရတာစိတ်တက်ရတာတော့ခိုတက်ရတာတော့သူတို့ရဲ့ချမ်းသာမှုသူတို့အပြစ်ကြီးမှုပေါ်မူတည်ပြီးတော့သူတို့သွားတောင်းပန်ရတယ်ယေဘရဟိတ်တွေအားဖြင့်တောင်းပန်ရယေဘရဟိတ်တွေကဟိုမိမန်တော်ထဲမှာယူသွားပြီးတော့သူတို့ရဲ့တတ်ထားတဲ့အကောင်ရဲ့သွေးနဲ့သူတို့အပြစ်ကိုခွင့်လို့ဖို့တောင်းပန်ပေးတာဖြစ်တယ်ဒါပေမဲ့တေချာတာကတော့အဲ့ဒီယေဘရဟိတ်တွေကိုယ်တိုင်ကသူတို့အပြစ်ကိုခွင့်လွတ်နိုင်တဲ့ပုံကိုယ်တွေမဟုတ်ဘူးဆိုတော့သူတို့တေးချာတည်တယ်ဘယ်သူသားလဲအပြစ်ခွင့်လွတ်နိုင်တယ်ဆိုဖယားတပါးကြီးသားလဲအပြစ်ခွင့်လွတ်နိုင်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့ဒီခါကျသူတို့စိတ်ထဲမှာအဲ့လိုပြောသွားတယ်ဒီကနေ့ယုံကြည်သူတချို့တွေထဲမှာနော်သူတို့ရဲ့ဆရာတော်တွေကသူတို့ရဲ့အပြစ်ကိုခွင့်လွတ်နိုင်တယ်တဲ့သူတို့အပြစ်ကိုသူတို့အဲ့ဒီဆရာတွေစီသွားပြီးတော့သွားတောင်းပန်တာတွေ့ရတယ်နော်လောကမှာရှိတယ်ဘယ်သူမှကအတင်းရဲ့အပြစ်ကိုခွင့်လွတ်လို့မရပါဘူးဖယားကောင်းကင်ဘုံမှာရှိတော်မူသောဖယားသားတွေတင်းရဲ့အပြစ်ကိုခွင့်လွတ်လို့ရတယ်ဆိုတော့ကျွန်တော်ဒီကနေ့ထပ်မံပြီးပြောချင်တယ်ဒီအမှုအရာကိုတွေ့တဲ့အခါကျသူတို့စိတ်ထဲမှာအဲ့လိုရှိတာခရစ်တော်တွေ့တဲ့အခါကျကဲငါမင်းမယ်နော်ဒီပုံကိုထပါလို့နော်တင့်အနာပြောက်ပြီလို့ပြောတာနဲ့တင့်အပြစ်ကိုလွတ်စေပြီလို့ပြောတာဘယ်ဟာပိုလွယ်မလဲတဲ့နော်ပြီးတော့သူပါဆက်ပြောတယ်ငွေ24မှာလူသားဒီမြေကြီးပေါ်မှာအပြစ်လွတ်ပိုင်ခွင့်ရှိသည်လို့ပြောလိုက်တယ်လူသားသူကမြေကြီးပေါ်မှာပြစ်လွတ်ပိုင်ခွင့်ရှိတယ်ဆိုတော့ပြစ်လွတ်ပိုင်ခွင့်ရှိတာဘယ်သူပဲလဲဆိုတော့ဖယားပဲဆိုတော့သူတို့စိတ်ထဲမှာရှိနေပြီဆိုတော့သူ့ကိုယ်သူလူသားကပြစ်လွတ်နိုင်ခွင့်ရှိတယ်ဆိုတော့လူသားဟာဖယားဖြစ်တယ်လို့သူ့ကိုသူဖော်ပြနေခြင်းဖြစ်တယ်ဆိုတော့ပြီးတော့သူကလမ်းလျှောက်ပါလို့ပြောလိုက်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ယောဟန်ခန်းကြီး9:27မှာတည်တဲ့လူကိုထမြောက်စေနိုင်တဲ့တကူနောက်ထပ်တကူပြန်ကျွန်တော်တွေ့ရတယ်ဖယားကလွဲရင်တည်ခြင်းကိုအောင်နိုင်တာမရှိဘူးလောကမှာယုံကြည်ခြင်းဘာသာမျိုးမြောက်များစွာရှိတယ်ကိုးကွယ်မှုမြောက်များစွာရှိတယ်ဒါပေမဲ့တည်ခြင်းကိုအောင်တယ်ဆိုတာခရစ်တော်တပါးကြီးတာလည်းရှိတယ်ဘာဖြစ်လို့လဲဖယားသာလျှင်ဤအမှုကိုတတ်နိုင်သောကြောင့်ဖြစ်တယ်အာမင်ဖယားသာလျှင်တည်သောသူကိုထမြောက်စေနိုင်တယ်ဖယားသာလျှင်တည်ခြင်းကိုအောင်နိုင်တာဖြစ်တယ်ဆိုကျွန်တော်တွေ့ရတယ်အဲ့ဒီငယ်ခိုင်း9ငယ်27မှာခမည်းတော်သည်တေလွန်သောသူတို့ကိုထမြောက်ရန်ထမြောက်ရှင်ပြန်စေတော်မူတကယ်တော့ထိုနည်းသူတားတော်သည်လည်းအလိုရှိသမျှသောသူတို့ကိုတဲ့ရှင်စေ၏နော်အလိုရှိသမျှသောသူတို့ရှင်စေတယ်အဲ့ဒီအချိန်မှာကျွန်တော်ဗာတွေးသွားတွေးမိနေဆိုယောဟန်ခန်းကြီး7ငယ်25မှာငါသည်ထမြောက်ခြင်းကြောင့်တက်ရှင်ခြင်းကြောင့်ဖြစ်၏ငါကိုယုံကြည်သောသူသည်တေလွန်တော်လဲရှင်လိမ့်မည်လို့ခရစ်တော်ကပြောခဲ့ပါတယ်ခရစ်တော်ကိုယုံကြည်သောသူသည်တေလွန်တော်လဲရှင်လိမ့်မည်အာမင်ဆိုတော့နောက်ထပ်တစ်ခုကကျတော့သူ့နာမတော်ကိုငါဖြစ်၏လို့ခေါ်တယ်ခရစ်တော်ကသူ့ကိုသူငါလို့ခေါ်တာကျွန်တော်တွေ့ရတယ်ယောဟန်ခန်းကြီး8ငယ်58မှာနော်ဒီယူဒလူမျိုးတွေနဲ့ဖာရိရှဲတွေသူစကားပြောတဲ့ချိန်မှာခရစ်တော်ကပြောဆိုတော့နင်တို့အာဗြဟံကငါရဲ့နေ့ရက်ကိုမျှော်ကြည့်ပြီးတော့သူဝမ်းသာခဲ့တယ်လို့ပြောတဲ့အခါကျတော့ဘာကိုဆိုလို့တလဲဆိုတော့ငယ်50နဲ့ခွန်လောက်မှရှိမယ်ထင်တယ်59နာမ56လောက်မှရှိမယ်ဝမ်းသာခဲ့တယ်လို့ဆိုတော့ခရစ်တော်ကအာဗြဟံကခရစ်တော်ကိုမမီတာဘာကိုပြောချင်တာလဲအာဗြဟံကသူ့ရဲ့သားဣဇက်ကိုပူဇော်ရတယ်ပူဇော်တဲ့အချိန်မှာဖယားသခင်ကသူ့ရဲ့သားကိုပေးပြီးပူဇော်ရမယ့်အချိန်တွေကိုသူလုံးဝနားလည်ပြီးတော့အဲ့ဒီအချိန်မှာဖယားရဲ့ချစ်ခြင်းကိုလုံးဝခံစားပြီးတော့လုံးဝကိုယ်တိုင်ထိတွေ့သွားတာအဲ့ဒါကိုဖော်ပြခြင်းဖြစ်တယ်အဲ့လိုသူကအာဗြဟံကငါရဲ့နေ့ရက်ကိုအတွက်ဝမ်းမြောက်ရွှင်လန်းရှိတယ်ဆိုပြောတဲ့ခါကျတော့ဒီပုဂ္ဂိုလ်ရဲ့ဗာစိတ်ဆိုးပြီးတော့ခမဗျာအခုမှအသက်50တောင်မပြည့်သေးဘူးခမအာဗြဟံကိုတွေ့ဘူးလို့လားလို့သူမေးလိုက်တယ်မေးလိုက်တဲ့ခါကျယေရှုကလည်းငါအမှန်ကန်ဆိုကြီးကအာဗြဟံမဖြစ်မီငါဖြစ်၏ဟုမိန့်တော်မူ၏ငါဖြစ်၏ဆိုတဲ့စကား I am ဆိုတဲ့စကားသုံးသွားတယ်ဒီစကားကအဆက်ဆက်ရှိတယ်ဘာနဲ့သွားဆက်ဆက်မိလဲဆိုတော့ထွတ်မြောက်ခြင်းအခန်းကြီး3ငယ်73နဲ့74နဲ့သွားဆက်ဆက်နေတယ်အဲ့ဒီမှာလဲ
မောရှေကနမိတ်လက္ခဏာတွေ့ရတယ်သူတိုးချောင်းနေရင်လည်းနှစ်ပေါင်း40အီဂျစ်ပြည်မှာနန်းတော်မှာနေတယ်လူတတ်မိပြီးတော့သူထွက်ပြေးလာတယ်သူလူမျိုးတွေသူတဲကဲတင်ခြင်းတယ်ဒါပေမဲ့သူခွန်အားအဖြစ်စူးစားတယ်မရဘူးသူထွက်လာတယ်နှစ်ပေါင်း40တိုးထိန်တဲ့နေရာမှာနော်တိုးထိန်ရင်နဲ့သူတောင်ပေါ်မှာသွားထိန်တဲ့ခါကျအဲ့ဒီမှာခြုံပုတ်မီးလောင်လာတွေ့ရတယ်သူတိုးထိန်တဲ့ဒီပါလက်စတိုင်းဒေသမှာခြုံပုတ်မီးလောင်တယ်ဆိုအထူးဆန်းလုံးဝမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အရန်6တွေ့လို့ဖြစ်တယ်ဒါပေမဲ့သူတွေ့တဲ့ခြုံပုတ်ကအရန်ထူးဆန်းတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခြုံပုတ်ကြီးကမီးလောင်ပြီးတော့မကျွမ်းသွားခြင်းပဲဖြစ်တယ်အဲ့ဒါထူးဆန်းတာအဲ့ဒီခါကျတော့သူတက်ကတ်တဲ့ခါကျတော့မကတ်နဲ့တင်ကတ်တဲ့နေရာတင်ဖနက်ချုပ်ပြီးကတ်ပါတယ်နော်တင်ကတ်တဲ့နေရာတန့်ရှင်းသောနေရာဖြစ်တယ်ဆိုတော့သူကဖနက်ချုပ်လိုက်တယ်ဆိုတော့အဲ့ဒီမှာဖယားသူ့ကိုဤတိတာတပြန်ခေါ်လိုက်တယ်သူအကြောင်းပြချက်မြို့ပြောပြီးတော့၄ခေါက်တောင်ပြောတယ်အဲ့ဒီချက်မှာ၄ခေါက်ထဲမှာတစ်ခုပထမဆုံးတစ်ခုကိုကျွန်တော်ဒီကနေ့အခုပြောပြမယ်ငယ်73 74မှာငါအခုဤတိတာတွေလူတွေစီတွားမယ်တွားပြီးတော့ဖယားသခင်ကနေတို့လာကဲနှုတ်ဖို့ခိုင်းပါတယ်လို့ပြောမယ်ဆိုရင်သူတို့ကနှင့်ဖယားဘယ်သူလဲနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်မယ်ဒါဆိုရင်ကျွန်တော်ဘယ်လိုဖြေရမလဲလို့သူဖယားကိုမေးလိုက်တဲ့အခါကျတော့ငါဖြစ်တဲ့အတိုင်းငါဖြစ်၏လို့ပြန်ဖြေခဲ့တယ်အဲ့ဒီငါဖြစ်၏ဆိုတဲ့စကားအခုယေရှုယောဟန်ခန်း8 ငယ် 58မှာနော်အာဗြဟံမဖြစ်မီငါဖြစ်၏ဆိုတဲ့စကားလုံးနဲ့အတူတူပဲဖြစ်တယ်ဆိုတာပြောချင်တာမောရှေစီမှာပေါ်ပြထားတဲ့ဖယားဟာဒီအာဗြဟံဒီခရစ်တော်ပြောတဲ့ခရစ်တော်ကိုယ်တိုင်ဖယားဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့လိုပြောလိုက်တဲ့အခါကျတော့ချက်ချင်းနားလဲတယ်ဒီလူတွေကဒီလူကမောရှေစကားမောရှေစီမှာဖယားပေါ်ပြတဲ့စကားပဲပြောနေတာပဲဆိုဂဲနဲ့ပြစ်ဖို့အတွက်သူတို့စူးစမ်းခဲ့တယ်အဲ့ဒီအချိန်မှာခရစ်တော်ပျောက်သွားတယ်နော်ခရစ်တော်ကသူ့ကိုယ်သူငါဖယားသားပါလို့မပြောတဲ့အကြောင်းရင်းတွေထဲမှာနော်ပြောမယ်ဆိုရင်သူဂဲနဲ့ပေါက်တက်ခံရမယ့်အချိန်တွေမှာသူရှိတယ်အဲ့ဒီအတွက်ကြောင့်သူ့ရဲ့ဆက်ကတ်ချင်းအတွက်သူဒီတတ်မှတ်ထားတဲ့ရက်မတိုင်ခင်သူမပြောတာလည်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ဥပုသ္စာပြေကကျွန်တော်တို့ကိုဒီလိုအကြံပေးထားတာတွေ့ရပါတယ်နောက်တစ်ခုကကြတော့သူဒီဖျားသခင်နဲ့အတူကဘာကြီးကိုမဖန်ဆင်းမိကြရရှိပြီးသားဖြစ်ကြောင်းဖော်ပြတယ်နော်အဲ့ဒီအကြောင်းအရာကတော့ယောဟန်ခန်းကြီး7 ငယ် 9မှာအိုးဘဤကဘာမတိရှိမီအထံတော်၌အကျွန်ုပ်ခံစားသောဘုံအတရေနဲ့ယခုတွင်လည်းကျွန်ုပ်ကိုအထံတော်၌ချီးမြှောက်တော်မူပါလို့ပြောတယ်ကဘာမတိရှိမီကြရဖျားတည်ရှိတယ်ယောဟန်ခန်းကြီးငယ်1မှာအစာအိုးနဲ့နှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ဒီဖယားနဲ့အတူရှိတယ်နှုတ်ကပတ်တော်ဒီလည်းဖယားသခင်ရှိတယ်နော်ဆိုတော့ထိုနှုတ်ကပတ်တော်အပြင်ခတ်သိမ်းတော်မူလို့ကိုဖန်ဆင်းငယ်14မှာထိုနှုတ်ကပတ်တော်ဒီလူစားကြီးကိုခံယူရဲဆိုတဲ့အကြောင်းကျွန်တော်ရေးထားတာတွေ့ရတယ်ဆိုတော့နှုတ်ကပတ်တော်ဖြစ်တဲ့ခရစ်တော်ဟာကပောက်မတီမီကတဲ့ကရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နောက်ဆုံးတစ်ခုအနေနဲ့သူ့ကိုကိုးကွယ်တော်သူကိုလက်ခံတယ်နောက်တနည်းပြောမယ်ဆိုအကိုးကွယ်ခံတယ်ခရစ်တော်ကမသက်ခိုင်းလေးငယ်30မှာတောထဲမှာသွားတော့ကရပောင်း40အစာရှောင်တဲ့အချိန်မှာစာသမဏသူ့ကိုလိန်တယ်ငါ့ကိုကိုးကွယ်ပါတယ်နင်မြင်သောအရာတွေအကုန်လုံးငါပေးမယ်ဘာဖြစ်လို့အဲ့လိုပြောရလဲခရစ်တော်ဒီလောကကြီးကိုကြွလာခြင်းကဒီကဘာကြီးကိုပြန်ယူဖို့ဖြစ်တယ်စာတန်ကသိတယ်ဆိုတော့သူလာတဲ့ရည်ရွယ်ချက်ပဲလေစာတန်ပြောတာငါနင်မြင်သမျှတော့ဒီလောကကြီးကိုငါပိုင်နေတဲ့ငါနင့်ကိုပေးမယ်လို့ပြောတဲ့ခါကျသူလိုချင်တဲ့အရာပဲသူဘာဖြစ်လို့မရှိခိုးရလဲလိုချင်သောအရာမှန်တယ်ဒါပေမဲ့ယူမဲ့နီလန်ကမားနေတယ်စာတန်ကဒီဟာတွေလက်သွားတာဖြစ်တယ်ဒီကနေ့ယုံကြည်သူမျိုးများစွာရှိတယ်ယုံကြည်သူတွေကကယ်တင်ခြင်းရခြင်းတယ်လိုချင်သောအရာရှိတယ်ဒါပေမဲ့နီလန်မမှန်ပဲယူဖို့စာတန်မှန်တာကျွန်တော်တို့ဖျားယောင်းနေတယ်မိတ်ဆွေခရစ်တော်ကနိုင်ငံတော်ပြန်အုပ်စိုးဖို့အတွက်လာတာဖြစ်ပေမဲ့လို့နီလန်မမှန်သောနီလန်နဲ့ယူဖို့ဘုရားသခင်အလိုမရှိကြောင်းခရစ်တော်နားလဲတယ်နှုတ်ကပတ်တော်အဖြစ်နားလဲတယ်ဒီကနေ့ယုံကြည်သူတွေကကယ်တင်ခြင်းရဖို့ဖြစ်ပေမဲ့လို့မမှန်သောနီလန်းနဲ့ယူဖို့အတွက်လူတွေကနားမလဲဘူးနှုတ်ကပတ်တော်အဖြစ်နားမလဲဘူးဖြစ်တတ်တယ်တတိထားပါမယ်ဆိုရင်နှုတ်ကပတ်တော်အဖြစ်အသက်ရှင်ပါဆိုတော့ခရစ်တော်ကဘာပြောလဲတင်ဤဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရမည်ထိုဘုရားသခင်ကိုသာလျင်ဝတ်ပြုရမည်ဟုကျမ်းစာလာသည်လို့မဿဲခန်းလေးအငယ်20မှာပြောထားတယ်ဒီစကားကိုခရစ်တော်ကပြောပြီးတော့ဖယားကလွဲရင်ဘယ်သူမှကိုးကွယ်ရမှာမကိုးကွယ်ရဘူးဆိုတော့ခရစ်တော်ကတည့်ရသားနဲ့ဒီအကြောင်းအရာလေးဘာဖြစ်လို့ဖြစ်ပြနိုင်တယ်လဲเนาะကျွန်တော်ဒီအကြောင်းအရာလေးကတော့ခုနပြောပြီးသားမှာတဲ့အခါရင်14ငွေ33မှာသူ့ရဲ့တပည့်တော်တွေက3ချက်တီးအကျော်မှာခရစ်တော်ကိုတွေ့တဲ့အခါကျတော့เนาะရေပေါ်မှာလမ်းလျှောက်တော့ပေတရုကလာတယ်ပေတရုပြုတ်ချတယ်ပေတရုပြန်ဆဲတဲ့ချိန်မှာ
သူတို့ကဖယားသခင်ရဲ့သားတော်မှန်တယ်ဆိုပြီးညှုတ်ပြက်ပြီးကိုးကွယ်တယ်နော်နောက်ထပ်တစ်ခုကတော့ယောဟန်ခန်းကြီး9ငယ်38မှာသခင်နဲ့ကျွန်ုပ်ယုံကြည်ပါ၏ဟုရှောက်၍ညှုတ်ပြက်ကိုးကွယ်လေဘသူကပြောလဲအဲ့ဒီပုဂ္ဂိုလ်ကမွေးကလေးကမျက်စိမမြင်သောပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်ကမျက်စိမမြင်တဲ့အခါကျတော့ခရစ်တော်ရဲ့အကူအသခြင်းကိုသူခရစ်တော်အကြောင်းကြားဘူးတယ်ခရစ်တော်နဲ့တွေ့တဲ့အခါကျခရစ်တော်နဲ့ရင်ဆိုင်ရတဲ့အခါကျတော့ဂျုံတဲ့အခါကျတော့ခရစ်တော်သူ့ကိုပျောက်ကင်းခွင့်ပေးတယ်ဘယ်လိုပျောက်ကင်းခွင့်မပေးခင်မှာဘာစကားတွေပြောသေးလဲဆိုတော့တပည့်တော်တွေကဘယ်လိုပြောဆိုတော့ဒီလူမျက်စိကန်းတာတဲ့သူအမေမိဘတွေအပြစ်ကြောင့်လားဒါမှမဟုတ်သူအပြစ်ကြောင့်ဖြစ်မလားလို့သူတို့ပြောနေကြတယ်ခရစ်တော်ကပြောဆိုတော့မဟုတ်ဘူးတဲ့သူမိဘအပြစ်ကြောင့်လည်းမဟုတ်ဘူးသူအကြောင်းသူအပြစ်ကြောင့်လည်းမဟုတ်ဘူးတဲ့နော်ဖခင်သခင်ရဲ့ဘုန်းထင်ရှားစေခြင်းလို့မှာမျက်စိကန်းတာဖြစ်တယ်အာမင်နော်တခါတလေကြရင်လူတွေကိုပဲအပြစ်တင်တတ်ကြတယ်မကောင်းတာဖြစ်လာပြီဆိုရင်ဒါဘယ်သူအပြစ်ကြောင့်ဖြစ်တာလဲဘယ်သူအပြစ်ကြောင့်ဘယ်ဝါအပြစ်ကြောင့်ကျွန်တော်ပြောတတ်ပါတယ်မဟုတ်ဘုံတော်ထင်ရှားစရာဘူးအလိုငါဖြစ်တယ်လို့ခရစ်တော်ကပြောတယ်ရွှွန့်ယူပြီးတော့နော်သူမျက်စိမှာတုပ်ပြီးတော့သွားတဲ့ရှေ့လောင်ရေကမှာမျက်စိသွားစေးစမ်းနော်ဆိုတော့သွားစေးလိုက်တဲ့ခါကျသူပျောက်သွားတယ်ပျောက်သွားတဲ့ခါကျတော့ဖာရီရှဲတွေဂျူးလူမျိုးတွေတွေ့တဲ့ခါကျတော့ဖာရီရှဲတွေကခမရဘယ်သူအမိန့်နဲ့ဒီလိုမျက်စိပျောက်လာတယ်မသိပါဘူးတဲ့လူတယောက်ကကျွန်တော်ဒီလိုလုပ်ထားတယ်တဲ့ prophet ပဲဖြစ်မှာပါတဲ့နင်သိဘူးလားတဲ့မသိဘူးတဲ့သူ့နာမည်ယေရှုလို့တော့ခေါ်တယ်တဲ့ဆိုတော့ဒီလူတွေက confirm နဲ့သူမိပါတယ်သူတို့မိပါတယ်စီတွားပြီးတော့ဒီပုဂ္ဂိုလ်နင်းရဲ့သားမှန်လာတယ်မန်နဲ့ဒီတယောက်တော့ငါသားပဲတဲ့ဒါပေမဲ့တိတ်ကျင်းနေတာတော့မွေးကြရမျက်စိမမြင်ဘူးဆိုတော့ကျင်းနေတယ်ဆိုတော့ဒါဆိုရင်သူ့ကိုပျောက်ကင်းစေတဲ့လူကိုသိလာတယ်ကျွန်တော်တို့အဲ့ဒါကိုမသိဘူးတဲ့ကျွန်တော်တို့လည်းမဆိုင်ဘူးတဲ့သူ့အရွယ်ရောက်နေပြီလေသူ့ကိုမေးကြည့်လေတဲ့လူနာကိုပြောလိုက်တယ်သူတို့တိတ်မပတ်သက်ချင်ဘာဖြစ်လို့ဆိုတော့အဲ့ဒီဖာရီရှဲတွေသူတို့ကိုတခုခုလို့မှဆိုရင်လို့ဖြစ်တယ်အဲ့ခါကျတော့အဲ့ဒီလူနာကိုသူတို့တစ်ခါပြန်လာမေးတယ်အဲ့ဒီပုံကိုအကြောင်းသိလာတယ်ခမရတို့ပြားတဲ့ကျွန်တော်နှစ်ခါမပြောဘူးတဲ့ခမရတစ်ခါပြောပြီးပြီပဲခမရတို့တစ်ခါမပြောလို့မှခမရတို့မယုံကြည်ဘူးဆိုတော့ကျွန်တော်ထပ်ပြောလဲထူးမှာမို့ခမရတို့သူ့တပည့်ဖြစ်ချင်လို့လားအဲ့လိုသူတို့ကိုပြန်မေးလိုက်တယ်ပြန်မေးလိုက်တဲ့ခါကျတော့ခရစ်တော်ကအဲ့ဒီပုံကိုအဲ့ဒီချိန်မှာသူပြန်တွေ့တယ်ပြန်တွေ့တော့သင်ဖျားသားကိုယုံကြည်ပါတဲ့ယုံကြည်သလားတဲ့ကျွန်တော်မသိဘူးတဲ့ဖျားသားဖျားသားဆိုတာတဲ့သခင်အခုစကားပြောနေတော့သူဒီတဲ့ဖျားသခင်သားတော်ဖြစ်တယ်လို့ပြောလိုက်တယ်နော်မြန်မာကျမ်းစာထဲမှာတော့အခုစကားပြောနေတော့ဒီဖျားသခင်သားတော်ဖြစ်၏လို့ရေးထားတယ်အင်္ဂလိပ်မှာကျတော့အခုစကားပြောတော့သူဒီတဲ့ it is he who is talking အခုစကားပြောသူပင်လင်ဖြစ်၏လို့ရေးထားတယ်နော်ဆိုတော့ပြောတော့သူပင်လင်ဖြစ်၏ဆိုတဲ့ခါကျတော့သခင်ကျွန်ုပ်ယုံကြည်ပါ၏လို့နော်ကျွန်ုပ်ယုံကြည်ပါ၏ရှောက်ရညှပ်ပြက်ပြီးကိုးကွယ်တယ်အကိုးကွယ်ခံတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ခရစ်တော်ဟာအကိုးကွယ်ခံတော်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်သူဟာဖျားဖြစ်ကြောင်းသူ့ကိုသူ့ရဲ့သာသနာတော်ထဲမှာသူပြောနေခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့သောမတ်ကကျွန်ုပ်ရှင်ကျွန်ုပ်ဖျားသခင်ပါတကားဆိုပြီးတော့ယောဟန်ခန်းကြီး14ငယ်14-15မှာပြောတယ်သောမတ်ဆိုတဲ့ပုဂ္ဂိုလ်ကခရစ်တော်ရဲ့တပည့်တော်တွေထဲမှာတစ်ယောက်ဖြစ်တယ်သူကလန်တန်ဖြင့်ကွပ်မျက်ခံရသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်ဒီလူကထီမှစမ်းမှတွေ့မှသေချာမှယုံကြည်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လက်တွေ့သမားဖြစ်တယ်နော်ဒါပေမဲ့ဖျားသခင်ကလည်းသူ့ကိုမချီးကျူးဘူးဘာပဲပြောအဲ့ဒီလိုပုဂ္ဂိုလ်တစ်ယောက်ကကျွန်ုပ်၏အရှင်ကျွန်ုပ်၏ဖျားသခင်ပါတကား my lord and my god ခရစ်တော်ဟာသူ့ရဲ့အရှင်သူ့ရဲ့ဖျားလို့သူပြောခဲ့တာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ဒီကနေ့အဆုံးသတ်ဖို့နီးနေပြီဖြစ်တယ်ခရစ်တော်ကိုတည်ဖို့အတွက်ဘယ်နေရာမှာအရေးကြီးတယ်လဲဆိုကျွန်တော်တို့လည်းပြောချင်တယ်တမူးကမာသဲခန်းရဲ့29ငယ်54ကျွန်တော်တို့ခရစ်တော်လက်ဝါးကတိုင်ပေါ်မှာတည်တက်ခံရပြီနော်တက်တော်ကိုစွန့်တော့မယ်တက်တော်စွန့်လိုက်ပြီဆိုရင်မြေကြီးငလင်လှုပ်ပြီးတော့ကောင်းကင်ကဖျားသခင်မကြည့်ရက်တော့ပဲနဲ့နော်မိုးသိမ်တစ်ခုလုံးမောင်းမိုက်ပြီးတော့ဖြစ်တယ်မြေငလင်လှုပ်တယ်ဗိမာန်တော်ကြီးထဲမှာကာလကာဟာအောက်ကနေအပေါ်ပြက်ကျသွားတာတွေ့ရအပေါ်ကနေအောက်ကိုဖြတ်ကျသွားတာကျွန်တော်တွေ့ရတယ်ဗိမာန်တော်ထဲမှာသူတို့ဒီအဲ့ဒီနေ့တတ်မဲ့ပတ်တခါတိုးကလည်းလွတ်သွားတာကျွန်တော်တွေ့ရတယ်အဲ့ဒီချိန်မှာလက်ဝါးကတိုင်ခြေရင်းမှာရှိနေတဲ့တတ်မှုကြီးကခရစ်တော်ကိုကြည့်ပြီးတော့စင်စစ်ဤသူဒီဖျားသခင်တားတော်မှန်ပေ၏လို့သူကြည်ညာတာတွေ့ရပါတယ်သူ့ရဲ့ရန်သူဒါမှမဟုတ်သူ့ကိုတတ်တဲ့လူသူ့ကိုတတ်ဖို့ရန်ခေါင်းဆောင်တဲ့လူတောင်မှစင်စစ်ဤသူဒီဖျားသခင်ဤတားတော်မှန်ပေ၏လို့တက်တည်ခံသွားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ခရစ်တော်အကြောင်းကိုတကယ်လေ့လာခြင်းတဲ့လူခရစ်တော်အကြောင်းကိုတကယ်သိခြင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့တီးလို့ကောင်းဆုံးသောနေရာဟာကားတိုင်းခြေရင်းဖြစ်ပါတယ်မိတ်ဆွေသင်ကိုယ်တိုင်ရောကားတိုင်းခြေရင်းမှာဘယ်နှခါရောက်ပြီလဲ
နောက်ဆုံးရောက်ခဲ့တဲ့ကားတိုင်းချင်းဘယ်တော့ကလဲပြန်စဉ်းစားပါကားတိုင်းချင်းကိုတင်ဘယ်နှခါသွားလဲတင်ကားတိုင်းချင်းသွားမှာပဲခရစ်တော်ကိုတင်နားလဲမှာဖြစ်ပါတယ်ခရစ်တော်ဟာတင်အဲ့ဒီလိုနားလဲမှာဒါနဲ့တင်အတွက်ကြိုရှိမှာဖြစ်ပါတယ်ဒီကနေ့ယောဟန်ခန်းကြီး3ငယ်16မှာဘုရားသခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီပစ္စည်းချင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်မိမိနဲ့တပါးသောသားတော်ကိုစွန့်တော်မူတန်လောကီသားတော်ကိုချစ်တော်မူ၏လို့ပြောပါတယ်ခရစ်တော်ရဲ့စွန့်ခြင်းကိုခရစ်တော်ရဲ့အသေးခံခြင်းကိုသိခြင်းနဲ့ဆိုရင်ကားတိုင်းသွားပါခရစ်တော်ကိုယုံကြည်ပြီးဆိုရင်သင်ရဲ့တက်တာပြောင်းလဲသွားမှာဖြစ်တယ်ယုံကြည်ပြီးဆိုရင်ကယ်တင်ခြင်းရမှာဖြစ်တယ်ဒါပေမဲ့ဒီကနေ့ယုံကြည်သူတွေကြားထဲမှာစာတမန်အင်မတန်မှလှုပ်တယ်အရင်ကြောက်စရာကောင်းပါတယ်ယာကုပ်နဲ့ငယ်19မှာယုံကြည်ခြင်းအကြောင်းပြောပါတယ်အဲ့ဒီယုံကြည်ခြင်းဟာဘယ်လိုယုံကြည်ခြင်းနဲ့ဖြစ်ရမလဲဆိုတော့ပြောပါတယ်ဒီကနေ့ဖခင်ရဲ့သားတော်ဟာခရစ်တော်ကိုဖခင်ရဲ့သားပါလို့သင်ယုံကြည်တယ်ဆိုတာအရင်ကောင်းတယ်အငယ်19မှာယာကုပ်နဲ့ငယ်19မှာဖခင်သခင်သဇူသည်ရှိသည်ဟုသင်ဒီယုံ၏ကောင်းပေ၏နတ်ဆိုးတို့ဒီယုံ၍ကြောက်ရွံ့တုန်လှုပ်ကြ၏နော်နတ်ဆိုးတွေတောင်မှဖခင်ရဲ့သားဖခင်သခင်သဇူတဲ့ရှိတယ်ဖခင်ဆိုတာယုံတယ်တဲ့တုံအောင်တုံတယ်တဲ့ဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းကကယ်တင်ခြင်းတွေမလောက်ဘူးမိတ်ဆွေဘာဖြစ်လို့မလောက်တယ်လဲနတ်ဆိုးတွေကဖခင်သခင်ကိုယုံတော့ယုံတယ်ဒါပေမဲ့သူတို့ရဲ့တက်တာမှာဖခင်စကားအတိုင်းအသက်မရှင်ပါဘူးအဲ့ဒါကြောင့်အငယ်26မှာဝိညာဉ်နဲ့ကင်းသောကိုယ်ဒီအသေးဖြစ်တဲ့ကဲ့သို့အကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်ပါလေအသေးဖြစ်၏လို့ပြောထားပါတယ်ဒီကနေ့သင်ဖခင်ကိုယုံကြည်တယ်ဆိုတာလက်ခံပါတယ်ဒါပေမဲ့သင်သိချင်းနဲ့ယုံလာလားဒါမှမဟုတ်တကယ်ပဲယုံကြည်တာလားအကျင့်နဲ့ကင်းသောယုံကြည်ခြင်းဖြစ်အရင်ကြောက်စရာကောင်းပါတယ်ကောင်းကင်ဘုံမှာရှိတဲ့ဒီနတ်ဆိုးတွေဟာနော်ဖခင်သခင်ကိုသိတယ်ဖခင်ဘုံကြီးတယ်ဆိုတော့သိတယ်ဒါပေမဲ့လို့စကားကိုနားမထောင်တဲ့အတွက်ကြောင့်ကောင်းကင်ပေါ်နေခိကောက်ခံရတာကန်ချခံရတယ်ဗျာဒိတ်ချမ်းစက်နှစ်ထက်မှတွေ့ရတယ်ကောင်းကင်ဘုံရောက်ပြီးသားတွေတောင်မှဖခင်စကားနားမထောင်ရင်ကန်ချခံရပါတယ်မိတ်ဆွေဒီကနေ့မြေကြီးပေါ်မှာရှိတဲ့လူဖခင်စကားနားမထောင်ရင်တော့ကောင်းကင်ရောက်မှာမဟုတ်ပါဘူးသင်ရဲ့ယုံကြည်ခြင်းကိုလည်းတွေ့ပြရမှာဖြစ်ပါတယ်သင်ဖခင်သခင်ကိုသိဖို့ခရစ်တော်ကဘယ်သူလဲဆိုတာသိဖို့လက်ဝါးကားတိုင်းရဲ့ခြေရင်းကိုလာခဲ့ပါနံပါတ်1သူ့ကိုယုံကြည်တဲ့အတွက်ကြောင့်သင်ရဲ့ယုံကြည်ခြင်းအတန်ယုံကြည်ခြင်းနဲ့ထိုက်တန်သောအကျင့်ကိုကျင့်ရမှာဖြစ်တယ်နောက်ဆုံးတစ်ခုအနေနဲ့မာသဲခရစ်ဝင်ခန်းကြီး16ငယ်73ကနေ16ခရစ်တော်ကသူ့တပည့်တွေကိုမေးတယ်လူတွေကငါ့ကိုဘယ်လိုမြင်ကြလဲလို့မေးလိုက်တဲ့ခါကျတော့ဟာဖြေကြတာပေါ့မျိုးမျိုးနော်ဗတ္တိဇံဆရာယောဟန်ဖြစ်လိမ့်မယ်တဲ့အေလိယဖြစ်လိမ့်မယ်တဲ့ယေရမိကစ prophet တပါးပါဖြစ်လိမ့်မယ်လို့ပြောတယ်ဒီနေရာမှာဂျူးလူမျိုးတွေကလူဝင်စားတာများယုံသလားလို့ကျွန်တော်ထင်စရာအကြောင်းရှိတယ်အထူးသဖြင့်တော့ဗတ္တိဇံဆရာယောဟန်ဆိုတာခရစ်တော်နဲ့တစ်ချိန်တည်း6လပဲกว่าအသက်တောင်မှ6လပဲกว่าပြီးတော့မွေးဖွားလာတဲ့ပုဂ္ဂိုလ်တစ်ယောက်ဗတ္တိဇံဆရာယောဟန်ဖြစ်မယ်လို့တောင်သူ့ကိုပြောတယ်ဆိုတော့ဒီအကြောင်းအရာတွေကျွန်တော်စဉ်းစားစရာအများကြီးရှိတယ်ဒါပေမဲ့တော့အရေးကြီးတာကနော်ခရစ်တော်ကထပ်မိတယ်တင်တို့လည်းငါ့ကိုပဲသူဖြစ်သည်ဆိုကြတဲ့နည်းတဲ့ပထမမေးခွန်းကတော့နော်အရေးကြီးပါရဲ့နဲ့အရေးမကြီးပါဘူးဒုတိယမေးခွန်းဒါလည်းအရေးကြီးတာဖြစ်တယ်အဲ့ဒါဘာနဲ့ဆိုင်လဲဆိုတော့သူတို့ရဲ့ကယ်တင်ခြင်းနဲ့ဆိုင်တဲ့မေးခွန်းဖြစ်တယ်ခရစ်တော်ကသူ့တပည့်တွေကိုမြင်နေတော့ရောငါ့ကိုဘယ်လိုဖြစ်တယ်လို့ထင်ကြတယ်လေပီတရုကဖြစ်တယ်သင်ဟာသက်ရှင်တော်မူသောထာဝရဘုရားရဲ့သားတော်ဖြစ်တယ်လို့ဖြစ်တယ်ဒီနေ့တင်းကိုတင်မေးရမှာဖြစ်တယ်ခရစ်တော်ဟာတင်းအတွက်ပါလဲသူများတွေဘယ်လိုပြောတယ်အရေးမရှိဘူးတင်းနဲ့ဖခင်နဲ့ခရစ်တော်နဲ့ခရစ်တော်ဟာတင်းအတွက်ပါဖြစ်တယ်လေတင်းကိုတင်ဖြေကြည့်ပါမိတ်ဆွေဒီမေခွန်းဟာညမကြမီမှာလူတိုင်းကယေရှုဟာဘယ်သူလဲဆိုတာဖြေရလိမ့်မယ်အဲ့ဒီအဖြေပေါ်မှာမူတည်ပြီးသူတို့ရဲ့ကံကြမ္မာဆုံးဖြတ်ခြင်းခံရလိမ့်မှာဖြစ်တယ်ဂျာနာသူအရောက်စီတိုင်းဖခင်သခင်ဒါ၍ကောင်းချီးပေးပါစေလာမယ့်သင်ခန်းစာတော့တန်ရှင်းသောဝိညာဉ်တော်ဆိုတဲ့အကောင်းစဉ်ဖြစ်ပါတယ်ယေရှုတင်ပါတယ်